โอเคสวัสดีค่ะဒီနေ့ကျွန်တော်တို့ကရှေ့ရမြောက် day ရှစ်ဖြစ်တယ်ပေါ့နော် day ရှစ်ဖြစ်လာပြီဘာလို့လဲကျွန်တော်တို့ထိုင်းစကားပြောကိုလေ့လာခဲ့လိုက်တာကျွန်တော်တို့ဒီနေ့ရှေ့ရမြောက်ဖြစ်ပါပြီအဲ့တော့ကိုမမိလိုက်တဲ့သူလေးတွေက YouTube မှာသွားပြီးတော့ကြည့်မယ်เนาะကျွန်တော် day 1နေပြီးတော့ day 9ကိုအဆက်လိုက်တင်ပေးထားပါတယ်ကိုသွားပြီးတော့လေ့လာမယ်တေချာလေးပေါ့နော်လိုက်လေ့လာမယ်ပေါ့နော်အမကြော်ဘဲနဲ့လေကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့သွားကြည့်မယ်เนาะဒီနေ့ကျွန်တော်တို့အချိန်ကိုလေ့လာမယ်เนาะအချိန်များတဲ့အချိန်များကိုထိုင်းလို့ဘယ်လိုခေါ်လဲဆိုလို့ရှိရင်การเวลาการเวลาလို့ခေါ်တယ်เนาะการเวลาဆိုတော့ကျွန်တော်တို့ကအချိန်များလို့သိပေးရတယ်အချိန်များဆိုတဲ့ခေါင်းစဉ်နဲ့ပတ်သက်ပြီးတေချာလေးလေ့လာမယ်เนาะการเวลาဆိုတာအချိန်များအချိန်ကိုတိုင်းလို့เวลาလို့ခေါ်တယ်အချိန်ကိုတိုင်းလို့ဘယ်လိုခေါ်လဲเวลาဆိုတာအချိန်ကိုပြောတာเนาะပြန်ပြောမယ်တဲ့အချိန်ကိုတိုင်းလို့ဘယ်လိုခေါ်လဲဆိုရင်เวลาတဲ့မှတ်တာเนาะเวลาဆိုတာတိုင်းလို့အချိန်လို့သိပေးရတယ်เวลาအချိန်များဆိုပြီးတော့ခေါင်းစဉ်တီးတန့်ပြောမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကကံဝေလာလို့ခေါ်တယ်။ကာကြီးနတ္တကံမှာနတ္တတန်ပါရဲ့နော်။ကံနတ္တတန်ပါစကူဟာပြီးတော့အပေါ်တော်ရဲ့နောက်ကိုရှာတော့မယ်ဒါကခေါင်းစဉ်နေမှာတုံးတယ်နော်ဒီကံကကံဝေလာဆိုတာအချိန်များလို့သိပြရတယ်။ကဲဒါဆိုစပြီးတော့လေ့ကျင့်ကြည့်မယ်နော်။ကဲကျွန်တော်တို့တစ်နိုင်3နိုင်4နိုင်ဒီလိုနိုင်တွေကိုမလေ့လာခင်ကျွန်တော်တို့ကဒီအချိန်နဲ့ပတ်သက်ပြီးဥမာနိုင်ယူဘယ်လိုခေါ်လဲစက္ကန့်ကိုဘယ်လိုခေါ်လဲမိနစ်ကိုဘယ်လိုခေါ်လဲအဲ့ဒါလေးနဲ့ပတ်သက်ပြီးအရင်သိထားဖို့လိုတယ်။ဒါလေးအတိမှကျွန်တော်တို့ကဥပမာမနက်9နာရီဆိုထိုင်းလို့ဘယ်လိုပြောလဲည9နာရီဆိုရောဘယ်လိုပြောလဲအဲ့လိုပုံစံမျိုးလေးသိဖို့လိုတယ်ဒါကြောင့်မို့ကျွန်တော်တို့ကအရင်ဆုံးသိထားမှဒီအချိန်ဟိုတိုင်းလို့ဘယ်လိုခေါ်လဲနာရီတွေကိုဘယ်လိုခေါ်လဲဒါကိုအရင်ဆုံးသိထားဖို့လိုတယ်ဒါမှဒါကိုသိမှကျွန်တော်တို့ကဒီတခြားပေါ့နော်ဒီမနက်ပိုင်းအချိန်တွေအဝီလီဝလင်းအချိန်တွေမိုးမနေတဲ့အချိန်တွေညအချိန်တွေကိုဘယ်လိုခေါ်မလဲဆိုတာနဲ့ပတ်သက်ပြီးတော့တေချာတီးလေးလာလို့ရမှာအဲ့တော့ကြည့်မယ်နော်နာရီကိုတိုင်းလို့ဘယ်လိုခေါ်လဲဆိုရင်နာလီကာလို့ခေါ်တယ်သူရဲ့တဏ္ဍမှာဒီနာလီကာလို့ထွက်ကြမှာဒါပေမဲ့ကျွန်တော်တို့ကလက်တွေ့မှာဒီဓာတ်ညမျိုးတွေကနာလီကာလို့ပဲထွက်တယ်အဲ့ဒါကျွန်တော်တို့ကနာလီကာလို့ပဲထွက်မယ်နော်စံကတ်တန်လေးထွက်မယ်နာလီကာဆိုတာနာရီကိုပြောတာကျွန်တော်တို့ဥပမာဈေးကိုသွားပြီးတော့ကိုကလက်ပတ်နာရီပဲပြနာရီလိုချင်တယ်ပေါ့နာရီဝယ်ချင်တယ်ဆိုလို့ရှိရင်ကိုကနာရီရှိလားဆိုရင်လည်းကိုကတရားနေရာမှာသုံးလို့ရတယ်နာလီကာဆိုတာနာရီကိုပြောတာဒီနေ့တော့နောက်ကျသွားပြီဆရာကြီးတဲ့မကျသေးဘူးနော်ကိုမစတင်တာနာလီကာနာရီကိုထိုင်းလို့နာလီကာလို့ခေါ်တယ်ဟုတ်ပြီနော်ကဲဟုတ်ပြီစวัสดีค่ะမင်္ဂလာပါဆရာတဲ့မင်္ဂလာပါခင်ဗျာအောက်ကဆိုရာစวัสดีค่ะမလေးဖွင့်ပြလို့ရလားสวัสดีค่ะမလေးဖွင့်ပြလို့ရလားโอเคပြန်ပြောမယ်နော်အချိန်များကိုတိုင်းလို့ဘယ်လိုခေါ်လဲခင်ဗျာการเวลาการเวลาပြန်ပြောမယ်အချိန်များကိုတိုင်းလို့ဘယ်လိုခေါ်လဲการเวลาနာရီကိုတိုင်းလို့ဘယ်လိုခေါ်လဲการเวลานาฬิกาနာလီကာမတဲတဲရေမိုက်လေးပိတ်ပြီးသားမယ်နော်ကျွန်တော်နမိုက်ခရာအောက်ကဆိုတာကိုခေါ်တာနော်နာရီကိုတိုင်းလို့ဘယ်လိုခေါ်လဲนาฬิกาဟုတ်ပြီနာရီကိုတိုင်းလို့နာလီကာလို့ခေါ်တယ်โอเคကဲဒါဆက်သွားမယ်နော်နာရီကိုတိုင်းလို့နာလီကာလို့ခေါ်တယ်โอเคသိသွားပြီဒါဆိုရင်အချိန်ရောတိုင်းလို့ဘယ်လိုခေါ်လဲဒီမှာသင်ခဲ့ပြီးသားခေါင်းစဉ်မာရီကသင်ခဲ့ပြီးသားအချိန်ကိုတိုင်းလို့ဝေလာဆိုတာအချိန်ကိုပြောတာကဲဟုတ်ပြီဒါဆိုလို့ရှိရင်နောက်တစ်ယောက်စတေခါမိုက်လေးဖွင့်ပေးလို့ရလားဘာလို့လဲဘယ်လိုနာမည်ဖတ်မှာ ONGSAN ဆိုတော့ဘယ်လိုဖတ်မှာဆိုတော့ဒီခါမိုက်လေးဖွင့်ပေးလို့ရလားဆရာကြီးတဲ့ကျွန်တော်အကောင့်နာမည်ပြောပြတယ်နော်စာတင်ပါတယ်ဆိုရင်အကောင့်နာမည်ပြောပြဖို့စာလာတင်တာမဟုတ်လို့လားဆော်ဒီခါမိုက်လေးဖွင့်ပေးလို့ရလားနာမည်လေးအတူကောက်ပဲခေါ်လိုက်မယ်နော်ဆော်ဒီခါမိုက်လေးဖွင့်ပေးလို့ရလားမရဘူးဆိုရင်ထုတ်လိုက်မယ်နော်โอเคဒါဆိုရင်တော့ဆိုင်ရင်ဆော်ဒီခါတော်ဆော်ဒီခါမိုက်လေးဖွင့်ပေးလို့ရလားโอเคအချိန်ဟိုတိုင်းလို့ဘယ်လိုခေါ်လဲခင်ဗျာเวลาပါဆရာအချိန်ဟိုတိုင်းလို့ဝေလာအပေါ်တက်လာပြီဆိုရင်ဆွေးနွေးဖို့တက်လာပါတယ်ဆိုနာမည်ခေါ်လို့ရှိရင်မိုက်ကြီးတွေပဲပြီးတော့ခြေမိုးနေရမယ်နော်ပြန်ပြောမယ်နော်အချိန်ဟိုတိုင်းလို့ဘယ်လိုခေါ်လဲเวลาโอเคကိုစစ်သူရေစတေခါโอเคဆက်ပြီးတော့မယ်စက္ကန့်ကိုတိုင်းလို့ဘယ်လိုကအဲ့လောက်ကြည့်တော့နိုင်ရွယ်ရှောင်းကြည့်ပါဦးသိရမလားဗရနိုင်ထိုးပြီးတယ်လို့တိုင်းလို့မျိုးကမေးတဲ့အခါမှာဥပမာဆိုပါဆိုမနက်9နာရီ35မိနစ်40စက္ကန့်ပဲထား40စက္ကန့်ဆိုရင်ဘယ်သူမှထွေထူးစက္ကန့်ကိုပြောမနေဘူးဒါပေမဲ့လည်းကျွန်တော်ကသိထားဖို့လိုတယ်နော်အများဆုံးကတော့ကျွန်တော်နိုင်နဲ့မိနစ်နဲ့ပဲပြောကြတဲ့အတိုင်းပဲကိုကသိထားဖို့လိုတယ်နော်ပြန်ပြောမယ်စက္ကန့်ကိုတိုင်းလို့ဘယ်လိုခေါ်လဲဆိုရင်ဝိနာทีဆိုရင်စက္ကန့်ကိုပြောတာတဲ့โอเคဒါဆိုရင်နောက်တစ်ယောက်မိုက်လေးဖွင့်မယ်မတဆုဆိုဒီခါမိုက်လေးဖွင့်မယ်စက္ကန့်ကိုတိုင်းလို့ဘယ်လိုခေါ်လဲ
ဝိနာတီ ဝိနာတီဆရာတော်တော့ချိုလိုက်တာလားချိုရမယ်နော်စက္ကန့်ကိုတိုင်းလို့ဝိနာတီဆိုတာစက္ကန့်ကိုပြောတာโอเคဆက်သွားမယ်နောက်တစ်ခုမိနစ်ကိုတိုင်းလို့ဘယ်လိုကလဲဆိုရင်နာတီဆရာတော်စော်ဒီခါစက္ကန့်ကကြတော့ဝိလေးပါတယ်ဝိနာတီမိနစ်ကိုကနာတီလို့ပဲခေါ်တယ်ပြန်ပြောမယ်ကဲနောက်တစ်ယောက်တဲစော်ဒီခါမိနစ်ကိုတိုင်းလို့ဘယ်လိုခေါ်လဲ สวัสดีค่ะ สวัสดีครับโอเคนาทีเอากำมินตานี่ปะปาဦးเนาะนาทีပြန်ပြောမယ်မိနစ်ကိုတိုင်းလို့ဘယ်လိုခေါ်လဲ นาที นาทีโอเคขอบคุณครับဆက်သွားမယ်တမိနစ်ဟုတ်ပြီမရွှေရင်မိုက်လေးဖွင့်ပြလို့ရလားတက်ကိုရှေ့မှာဘယ်လိုသင်ခဲ့လဲ หนึ่ง တက်ကို1โอเคမိနစ်ကိုတိုင်းလို့ นาที အဲ့ဒါတမိနစ်ကိုတိုင်းလို့ ในนาที 1นาทีနားလဲမယ်နော်ရှေ့မှာကဏ္ဍလေးသင်ခဲ့ပွဲဆရာကြီးနာစီပျောက်ပြီလားတဲ့နာစီကအဲ့လိုမျိုးပျောက်တယ်လို့တော့မဟုတ်ဘူးတခါတလေကြာရင်လည်းဖြစ်တယ်အခုတော့နည်းနည်းဖြစ်ချင်တယ်ကျွန်တော်အဲ့လိုတော့လည်းမသိမပြောတတ်ဘူးခဏဖြစ်တယ်1นาทีဆိုကျွန်တော်တို့က10မိနစ်โอเคဒါဆိုမနန်းကြီးစวัสดีครับပဲလေးဖွင့်ပြလို့ရလား10မိနစ်လို့ပြောမယ်ဆိုရင်အရှိမကျွန်တော်တို့ကဏ္ဍ30ကိုတိုင်းလို့ဘယ်လိုသင်ခဲ့လဲ สิบ 10ဆိုပြီးသင်ခဲ့တယ်เนาะဒီထဲမှာရေးရတာအမှားနေရเนาะကိုကပြင်မယ်เนาะစားလုံးရေးဆက်တာစစ်ကိုမှ तू ကဘာသက်တံပါဇက်ပိတ်တဲ့တန်လေးပါတယ်ဆိုပြီးကျွန်တော်ကဏ္ဍမှာသင်ခဲ့ပြီးသားเนาะထိုင်ကိန်းကလေးရေးတွက်ခြင်းမှာပြန်ပြောမယ်30ကိုတိုင်းလို့ဘယ်လိုခေါ်လဲ สิบ ကိုချစ်ဦးကျွန်တော်လည်းနာစည်းနေတယ်ဟုတ်တယ်နာစည်းနေရလူကြားထဲမှာတိတ်အဆင်မပြေဘူးဒီလားခဏတရှုပ်ရှုပ်နဲ့မိနစ်ကိုတိုင်းလို့နာทีဒါဆို10မိနစ်ကိုတိုင်းလို့ဘယ်လိုခေါ်မလဲ สิบนาที 10นาทีโอเคขอบคุณครับဆက်သွားမယ်မက်ခေရေ15ကိုရှေ့မှာဘယ်လိုသင်ခဲ့လဲခင်ဗျာထိုင်ကိန်းကလေးရေးတွက်ခြင်းမှာ15ကိုတိုင်းလို့ဘယ်လိုသင်ခဲ့လဲ 15โอเคဒါဆိုမိနစ်ကိုတိုင်းလို့ဘယ်လိုခေါ်လဲ นาที အောက်ကမြင်းတန်းပါလားလာပြန်ပြီတင်တော့အောက်ကမြင်းတန်းပါလား บ่าวเสีย မပိုင်းဘာလို့အောက်ကမြင်းတန်းနေထွက်တာလဲကျွန်တော်တင်နေလို့ရှိရင်အာယုံလေးစိုက်ပြီးတော့တိတိကျကျလေးနားထောင်သည်အောက်ကမြင်းတန်းပါလား WhatsApp ပေါက်တန်နေမပါမင်းနဲ့မလို့အပ်ပဲနဲ့မထွက်နဲ့အောက်ကမြင်းတန်းမတင်ပြီးအောက်ကမြင်းတန်းမထွက်နဲ့တိတိကျကျလေးလိုက်ထွက်ကိုကအဲ့လိုမျိုးအသေးစိတ်လေးကိုကတခါတည်းလိုက်ဆိုနိုင်မှကိုကပြီမှာအဲ့ဒါကြောင့်မို့ကျွန်တော်ကပြောပြရနော်တကယ်လို့တောင်ဥပမာနာတီဆိုတဲ့အတောင်ကိုကအဲ့မှာအောက်ကမြင်းတန်းကြီးထည့်လိုက်ပြီးတော့နာတီဆိုရင်ဘယ်လိုလုပ်လဲနားမလဲတော့ဘူးတိုင်းလိုမျိုးအဲ့လိုပြောတာလေဒါကြောင့်မို့မလို့အပ်ပဲနဲ့အောက်ကမြင်းတန်းနေ WhatsApp ပေါက်တန်နေမထွက်နဲ့ဆရာခမဲလိုနေတာတင်နေတဲ့ခမဲကဘာလို့ပြောရလဲကြားတော့ကြားဘူးတယ်ခလေးတွေခမဲပါဆိုလဲကြားတော့ကြားဘူးတယ်ခမဲဆိုတာဘာလဲမသိဘူးကျွန်တော်ခုချိန်นี้မသိဘူးပြန်ပြောမယ်နော်နာတီဝါကြတော့ကျွန်တော်တို့ကကြတော့မိနစ်ကိုပြောတာ15ကိုက10ခါဒါဆိုမခေပြန်ပြောမယ်15မိနစ်ကိုတိုင်းလို့ဘယ်လိုခေါ်မလဲ 4นาที 15နာတီဘယ်လိုစီးဟာလဲဘယ်ရစီးလာတော့ပါစပ်ကိုတေချာပိတ်15နာတီ 15นาที ထိုင်ကိန်းကနေရေတော့ချင်းတင်ပြီးသွားပြီလေဘလို့တန်နေထွက်နေရလေအတန်လေးကိုမမလေးပြန်ထွက်စမ်း15နာတီ 15นาที โอเคဆက်သွားမယ်30မိနစ်တဲ့ကနောက်တစ်ယောက်ဆိုဒီခါမလေးဖွင့်မလို့ရတာလူတက်လာမသိဘူးမတ်အေးအေးမိုးရေဆိုဒီခါကဲဟုတ်ပြီကျွန်တော်တို့ရှေ့မှာထိုင်ကိန်းကနေရေတွက်ချင်းမှာကျွန်တော်တို့တေချာလေးတင်ခဲ့တယ်အမကြီးမိ30ကိုတိုင်းလို့ဘယ်လိုခေါ်မလဲမင်္ဂလာပါခင်ဗျာမိမိကရပြီမိမိကရပြီโอเคအပေါ်ဆုံးတစ်ယောက်မိုက်ဖွင့်ပေးလို့ရလားအပေါ်တက်လာပြီဆိုရင်ခြေမိုးနေကြတယ်နော်မိုက်ဖွင့်ခိုင်းလို့ရှိရင်အပေါ်ဆုံးတစ်ယောက်မိုက်ဖွင့်လို့ရလားမဖွင့်ပေးလို့ရလားမရရင်ထုတ်ပြီနော်မရရင်ထုတ်မယ်နော်ကြာလို့ကျွန်တော်တို့ကအပေါ်တက်လာတယ်ဆိုဈေးနှုန်းတက်လာတာဘယ်လိုဖြစ်မိုက်ဖွင့်မယ်နေရတော့မင်္ဂလာပါမောင်ကြီးမင်္ဂလာပါခင်ဗျာကဲဒါတို့ရှိအောက်ကပြန်စမယ်ဆိုတာနေပြန်စမယ်ပြန်ပြောမယ်ရှေ့မှာတင်ခဲ့တယ်ထိုင်းကိန်းကနေရေတွက်ခြင်းမှာ30ကိုထိုင်းလို့ဘယ်လိုခေါ်လဲခင်ဗျာ30အမရဲ့အတန်လေးကိုနည်းနည်းလေးချစ်ချစ်လေးဟိုဖြစ်လို့ရလားပြန်ပြောမယ်30ကိုထိုင်းလို့ဘယ်လိုခေါ်လဲ30โอเคမိနစ်ကိုထိုင်းလို့ဘယ်လိုခေါ်လဲ นาที ဒါဆိုရင်30မိနစ်ကို 30นาที 30နာทีโอเคขอบคุณครับဆရာကိုကြောက်လို့နေမယ်တဲ့ကြောက်เสียအတိုင်းဖြစ်နေလို့လားစတင်နေတယ်ဗျာတဲ့စတင်ချင်းဝင်သိမယ်နော်30နာทีโอเคဆရာဘလို့ဝင်ရမလဲဘလို့မှဝင်လို့မရတော့ဘူးရှေ့ရောက်ပြည့်သွားပြီနော်မကြီးအောက်ကနေကြည့်မယ်ဆရာကရိယာအလုံး100လောက်တက်ချင်နေတဲ့ CP မှာလာတောင်းယူလို့ရမလားဆရာတဲ့ကဲကြည့်စမ်းလိုင်းကောင်းလို့ဆရာပြောတာမကြားလိုက်တာရှင်โอเคขอบคุณครับကဲဟုတ်ပြီလာတောင်းလို့မရဘူးကျွန်တော်အခုဒီစာအုပ်ကိုတင်ပေးရလဲဒီထဲမှာမင်းနေအလုံး100တော့မကတော့ဘူးဒီနေ့လည်းဆို8ရက်မြောက်ဖြစ်နေပြီလေဝင်လေလာလေโอเคကဲဒါတို့ရှင်နောက်တစ်ယောက်မတ်တော်ဆန်းလာပါလေစရီခါမလည်းပွင့်ပြလို့ရလားက
ကဲနောက်တစ်ခုဆက်သွားမယ်နာယီဝက်လို့ပြောချင်တယ်မရေနာယီဝက်နော်ပြန်ပြောမယ်နော်နာယီဝက်လို့ပြောချင်တယ်ဆိုရင်တော့ तू ကအသက်ကြက်ကမယ်နော်အားလုံးပဲမှတ်ထားနော်နာယီဝက်ဆိုလို့ရှိရင်ခွန်းချူမုံအဲ့တန်လေးတခြားလေးထွက်ပြမယ်နော်ခွန်းဆိုတာဝက်ကိုပြောတာဝက်ဆိုတာတက်ဝက်ကိုပြောတာဥပမာကိုကဈေးသွားဝယ်မယ်ကွာဥပမာကိုကကီလိုဝက်လိုချင်တယ်ဆိုရင်ကီလိုဝက်ဆိုလို့ရှိရင်ခွန်းကီလိုအဲ့လိုမျိုးပြောတယ်ကွာအဝက်ပေါ့ပြောမစင်ကွာတက်ဝက်ကိုလိုချင်တာအဲ့လိုတက်ဝက်ကိုထိုင်းလို့ဘယ်လိုခေါ်လဲဆိုရင်ခွန်းဒေါ်နယ်ဦးစောတေခါကဲပြောမယ်နော်ပြန်ပြောမယ်နော်တဝက်ကိုထိုင်းလို့မှာတော့ဒီအသားမှားတယ်ဒါကျွန်တော်အသိပြန်ရေးပြမယ်ခွန်းခါကိုရင်ငါတာခွန်းအောက်ကမြင်ခွန်းမှာငါတက်တန်ပါတယ်ငါတက်တန်ဒီပါဇက်ကိုကြေရပြီးအကောင်ဆုံးကိုရှာထောက်မယ်ပြီးတော့ရင်လေချောင်းတန်လေးပါမယ်နော်ပြန်ပြောမယ်တဝက်ကိုထိုင်းလို့ဘယ်လိုပြောမလဲဆိုရင်ခွန်းအောက်ကမြင်တန်ပါမယ်လေချောင်းတန်ပါမယ်လေချောင်းတန်ဆိုကျွန်တော်တို့ကလေချောင်းနဲ့လေအဲ့လိုမျိုးထတာတဲ့အတန်မျိုးပေါ့နော်ပြန်ပြောမယ်နော်တဝက်ကိုထိုင်းလို့ခွန်းအမကြီးထွက်ကြည့်ပါဦးအဲ့လိုဆိုရင်ရပြီပြန်ပြမယ်တဝက်ကိုတိုင်းလို့ဘယ်လိုခေါ်လဲโอเคနာယီဝတိုင်းလို့ဘယ်လိုခေါ်လဲဆိုလို့ရှိရင်ဒီမှာကြည့်ဒီနာယီဆိုတာကကြတော့နာယီရဲ့နာမည်ကိုပြောတာနာယီရဲ့နာမည်ဆိုဥပမာဆိုပါစို့ဥပမာပြတာဒါနာယီပဲဒါနာယီပဲဆိုပါစို့ဒါနာယီတိုင်းကွက်ပါတဲ့နာယီပဲအဲ့လိုနာယီဝတိုင်းလို့နာလီကာလို့ခေါ်တယ်နာယီရဲ့နာမည်ကိုခေါ်လိုက်တာကိုနာလီကာတကယ်လို့ကိုကအခုကြည့်နေတဲ့နာယီအခုကိုကဥမာကိုလက်မနာယီရှိရဆိုပါစို့ဒီနာယီကိုကိုကြည့်မယ်အခုမနာယီရှိရနော်နာယီဝရှိပြီးအဲ့လိုပုံစံမျိုးနာယီကိုကြည့်တာနော်အဲ့ဒီနာယီဝကြတော့ချူမုံအဲ့လိုခေါ်တယ်ဒီနာယီကိုနာမည်ခေါ်တာကနာလီကာနာယီရဲ့အချိန်ကိုတကယ်နာယီအချိန်ကိုကြည့်မယ်ဆိုရင်တော့နာယီကိုချူမုံလို့ခေါ်တယ်မတူဘူးနော်โอเคဒါတို့ရှိရင်ဒီမှာနာယီဝလို့ပြောချင်တာဖြစ်တဲ့ကြောင့်ဝက်ကိုကကြတော့ခွန်းနာယီဝကြတော့ကျွန်တော်တို့ဘယ်လိုခေါ်လဲဆိုရင်ချူမုံအတလေးပြပြမယ်နော်ခါခွေရပင်းနှချောင်းဝင်ချူအောက်ကမြင်ချူအတတက်လေးကိုတခြားနားထောင်ပဲတော်ကြောင့်လေအတလေးပြောတဲ့ခါမပြီးမှဆိုလို့မုံမှာငါတက်တန်ပါတယ်ငါတက်တန်ဒီပါဇက်ကိုအခြေရပြီးအကောင်ဆုံးကိုရှာတော့မယ်အမွှေးတွေပဲတွေ့တယ်ဆရာကြီးမနှောင်းနဲ့ချူမုံငါတက်တန်ဒီပါဇက်ကိုအခြေရပြီးအကောင်ဆုံးကိုရှာတော့မယ်ချူမုံကဲဒါဆိုတဝက်ကိုခွန်းနာယီဝချူမုံအဲ့တော့နာယီဝကိုခွန်းချူမုံအမပြန်ပြောကြည့်ပါဦးတဝက်ကိုတိုင်းလို့ဘယ်လိုခေါ်လဲခွန်းโอเคနာယီဝတိုင်းလို့နာယီချူမုံဒါဆိုနာယီဝဆိုရင်ခွန်းချူမုံโอเคနာယီဝဆရာတက်တူလေးသဘောကျတယ်တက်တူသဘောမကျတဲ့စာကိုပြနေစာကိုသဘောကျစာကိုအာယုံနဲ့ဆိုင်မယ်နော်โอเคပြန်ပြောမယ်နာယီဝကိုတိုင်းလို့ဘယ်လိုခေါ်တာတော့ပြန်ပြောပါဦးမကြီးခွန်းချူမုံโอเคขอบคุณค่ะครึ่งชั่วโมงโอเคဆက်သွားမယ်နော်တနာယီဆိုရင်ရောတဲ့ကဲနောက်တစ်ယောက်မတ်သက်စုရေစောတီခါတက်ကိုရှေ့မှာသင်ခဲ့တယ်တက်ကိုတိုင်းလို့ဘယ်လိုခေါ်လဲတက်ကို1โอเคနာယီဝဒီမှာလောလောလိုက်သင်ခဲ့တယ်ပါလေชั่วโมงဒါဆိုရင်တက်ကိုတိုင်းလို့ဘယ်လိုခေါ်လဲတနာယီကိုတိုင်းလို့ဘယ်လိုခေါ်လဲ1ชั่วโมง1ชั่วโมงဒီလိုမျိုးလေးထွက်မယ်နားလည်မယ်နော်ครูชื่ออะไรဆရာနာမည်ဘယ်လိုခေါ်လဲကျွန်တော်နာမည်ဖိုးပြည့်လို့လည်းခေါ်လို့ရတယ်ဖိုးလာပြည့်လို့လည်းခေါ်လို့ရတယ်ကိုပြည့်လို့လည်းခေါ်လို့ရတယ်ကြိုက်တယ်လို့မျိုးခေါ်လို့ရတယ်เนาะချက်စနုံးနဲ့ကြိုက်တယ်လို့ခေါ်လို့ရတယ်ချက်စနုံးနဲ့ခေါ်တဲ့နာမည်တွေအကုန်လုံးကိုကြိုက်တယ်เนาะတတူမဟုတ်ဘူးတဲ့ဆရာကတ်ခွာကတ်ထားတာလေလာခွာကြည့်လားအချစ်ကလေးပါဗျာတဲ့ခေါ်လို့ရတယ်เนาะချစ်လို့ရှိရင်ကြိုက်တယ်လို့မျိုးခေါ်လို့ရတယ်လက်ခံတယ်เนาะโอเคဒါတို့ရှိရင်မတ်သက်စုပြန်ပြောမယ်တနာယီကိုတိုင်းလို့ဘယ်လိုခေါ်လဲ1ชั่วโมง1ชั่วโมงโอเคขอบคุณค่ะဆက်သွားမယ်ကဲနောက်တစ်ယောက်မတဲတဲရေမတဲတဲမသွားသေးဘူးနောက်ခုဆက်သွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့တမျိုးကြီးဖြစ်နေတယ်တမျိုးကြီးကြောင့်ခုနာယီကိုစပြီးလေ့လာတော့မှမနေ့တနာယီ2နာရီ3နာရီဆက်ဒါနာယီကိုစပြီးတော့လေ့လာတော့မှဆိုတော့ဒီအပိုင်းလေးကိုအတာထားတာနောက်တော့ဆက်ဒီအပေါ်ကနေပြီးတော့ဒီထီကိုကျွမ်းကျင်အောင်ထပ်ပြီးတော့ဖတ်မယ်ကိုဖိုးလို့ခေါ်မယ်ရတယ်နော်ကဲဒါဆိုရင်အမပြန်ပြောမယ်နော်အချိန်များကိုတိုင်းလို့ဘယ်လိုခေါ်လဲမတဲတဲမိုင်းလေးဖွင့်မယ်အချိန်များကိုတိုင်းလို့ဘယ်လိုခေါ်လဲကျွန်တော်နာမည်ခေါ်တာမတဲတဲမကြားတာလားမဖွင့်ဘူးဆိုရင်ထုတ်ပြီနော်မရွှေရီစောတေခါမိုင်းလေးဖွင့်ပေးမယ်အချိန်များကိုတိုင်းလို့ဘယ်လိုခေါ်လဲခင်ဗျာကန်ဝေလာโอเคနာယီကိုတိုင်းလို့ဘယ်လိုခေါ်လဲနာလီကာလာပြန်ပြီအောက်ကမြင်တာပါလားနာလီကာပြန်ပြောမယ်နာယီကိုတိုင်းလို့ဘယ်လိုခေါ်လဲနာလီကာနှာခေါင်းဆလာပြီနာလီကာအချိန်ကိုတိုင်းလို့ဘယ်လိုခေါ်လဲဝေလာတဲ့ဥမာအားလာလို့ခေါ်လို့ရလားခင်ဗျာတဲ့စိတ်ရှိရင်ခေါ်ပေါ့စိတ်ထဲမှာလူလာလာနဲ့ခေါ်ခြင်းခေါ်လို့ရတယ်နော်ဟုတ်ပြီအချိန်ကိုတိုင်းလို့ဘယ်လိုခေါ်လဲဝေလာစက္ကန့်ကို
วินาที စက္ကန့်ကိုဝိနာทีမိနစ်ကို วินาทีนาที နာที1မိနစ်ကို 1นาที 1นาที10မိနစ်ကို 10นาที 10นาที15မိနစ်ကို 15นาที 15นาทีမိနစ်30မိနစ်ကို 30นาที 30นาทีนาရီဝက်ကို ครึ่งชั่วโมง ครึ่งชั่วโมงตะนาရီကို 1ชั่วโมง 1ชั่วโมงโอเคဒီရမယ်နော်ဒီရပြီဆိုရင်ကျွန်တော်တို့နာရီကိုဆက်သွားတော့မှာနော်အာယုံလေးစိုက်ထားမယ်နော်24နာရီအခေါ်နာရီအကုန်လုံးထိုင်းလို့ဘယ်လိုခေါ်မလဲမနက်9နာရီ10နာရီ9နာရီ10နာရီ17နာရီနေ့လယ်12နာရီကဲနောက်ထပ်နေ့လယ်တစ်ခါရောက်သွားပြီ1နာရီ2နာရီ3နာရီတစ်ခါညနေရောက်သွားပြီညနေ4နာရီ5နာရီ6နာရီတစ်ခါညခင်းမရောက်သွားပြီ9နာရီ10နာရီ9နာရီ10နာရီ17နာရီတစ်ခါည7ရောက်ပြီတစ်ခါမနက်မိုးလင်းပြီတစ်ချက်2ချက်3နာရီ4နာရီ5နာရီဒါတွေကိုဘယ်လိုခေါ်မလဲအကုန်တေချာလေးတင်ပေးမယ်တေချာလေးအာယုံစိုက်မယ်ဒီနာရီကိုမသွားခင်အရင်တော့နောက်တစ်ခေါက်နောက်တစ်ယောက်ကိုထပ်ပြီးတော့ဒီအတန်တက်လေးကိုကျွမ်းကျင်အောင်ထပ်ပြီးတော့ဆိုခိုင်းမယ်โอเคขอบคุณครับมาช่วยแกมันနိုင်สวัสดีครับအချိန်များကိုတိုင်းလို့ဘယ်လိုခေါ်မလဲ กันเวลา การเวลานาရီ นาฬิกา นาฬิกาโอเคအချိန်ကိုတိုင်းလို့ဘယ်လိုခေါ်လဲ เวลา ငါလည်းထိုင်းစကားပြန်သိရင်ကောင်းပလားတဲ့ကိုဝေရန်ထက်အိုးတင်လေးကောင်းနေပေါ့ထိုင်းနိုင်ငံမှာရှိနေသေးဟုတ်တယ်မလားတင်လေးကောင်းနေပဲဒါဆိုအောင်ကြတော့လေနော်စက္ကန့်ကိုတိုင်းလို့ဘယ်လိုခေါ်မလဲ วินาที ဝိနာทีမိနစ်ကိုတိုင်းလို့ဘယ်လိုခေါ်မလဲ นาที นาที1မိနစ်ကိုတိုင်းလို့ဘယ်လိုခေါ်မလဲ 1นาที 1นาที10မိနစ်ကိုတိုင်းလို့ဘယ်လိုခေါ်မလဲ 10นาที 10นาที15မိနစ်ကို 15นาที 15นาทีမိနစ်30မိနစ်ကို 30นาที 30นาทีအဲ့ဒီမှာကိုကမိနစ်20လို့ပြောချင်20นาทีမိနစ်40လို့ပြောချင်40นาทีအဲ့လိုကိုပြောချင်တဲ့ကဏ္ဍကိုရှေ့မှာဒါနောက်မှာနာတီလေးထည့်လိုက်တာနဲ့မိနစ်ဖြစ်သွားပြီတကယ်လို့ကိုက90စက္ကန့်လို့ပြောချင်ရှေ့မှာ50စက္ကန့်ကိုကဝိနာทีအဲ့လိုမျိုးကိုပြောချင်တဲ့ကဏ္ဍတွေတွဲပြီးပြောလို့ရတယ်နော်ဒီထဲမှာတော့ပါတော့ပဲလေးချင်မယ်နာရီဝက်ကိုထိုင်းလို့ဘယ်လိုခေါ်မလဲ ครึ่งชั่วโมง ครึ่งชั่วโมงပြန်ပြောမယ်ครึ่งชั่วโมงနာရီဝက်ကိုတိုင်းလို့ဘယ်လိုခေါ်မလဲ ครึ่งชั่วโมง အရေးရောတန်တက်ရောတင်တာလားဆရာကြီးတဲ့ no စကားပြောတိတတ်မယ်ပညာဒါန free တင်ပေးတာပါခင်ဗျာครึ่งชั่วโมงတနာရီကိုတိုင်းလို့ဘယ်လိုခေါ်မလဲ 1ชั่วโมง 1ชั่วโมงโอเคအထီးရမယ်နော်အထီးရကြမယ်နော်ရပြီသူဆက်သွားတော့မယ်အချိန်လေးကကျွန်တော်တို့တိတ်မရှိတော့အလုပ်သွားမှာဆိုတော့လေโอเคနာရီစကြည့်တော့မှာဖြစ်တဲ့အတွက်ကြောင့်အာယုံလေးစိုက်ပေးစီခြင်းပါတယ်နော်အားလုံးအာယုံလေးစိုက်ပေးမယ်နော်ကဲနာရီစပြီးတော့လေ့ကျင့်တော့မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကဆာရက်ဖြူလေးမှာနာရီပုံလေးဆွဲပြမယ်နာရီရတော့လှချင်မှလှနေလိမ့်မယ်သိရမလားအလုံးရောက်အောင်နဲ့ဆိုဘဲဥပုံလေးဖြစ်သွားလိမ့်မယ်အဓိကအလုံးကိုပြကျင်တာမဟုတ်ဘူးနော်နာရီအခေါ်ကိုရှင်းအောင်ပြကျင်တာနော်အဲ့တော့ကိုအဲ့ဒါလေးကိုအာယုံစိုက်မယ်နော်ပြန်ပြောမယ်နော်ပြန်ပြောမယ်နော်โอเคတေချာလေးကြည့်မယ်ဘာလို့လဲဆိုတော့ကျွန်တော်ကစာရွက်ဖြူကိုသုံးဖို့လို့သုံးရမှာနော်အဲ့တော့တေချာလေးကြည့်မယ်ခင်ဗျာကဲတေချာလေးကြည့်မယ်နော်တင်ကျင်တဲ့ဆရာလေးကြီးတဲ့တင်ပါခင်ဗျာကဲနိုင်စကြည့်တော့မယ်နော်ကဲနိုင်စကြည့်တော့မှဒီတော့ကျွန်တော်ကမနက်ပိုင်းကနေစပြီးတော့လေ့ကျင့်မယ်မနက်ပိုင်းဆိုတာဥပမာမနက်တစ်ချက်နှစ်ချက်မိုးမလင်းသေးဘူးလေသိရမလားမနက်တကောင်ကျော်အချိန်လေမနက်တနာရီကနေစမယ်နော်မနက်တနာရီ2နာရီ3နာရီ4နာရီ5နာရီကနေစမယ်ဟုတ်ပြီနော်မနက်ကနေစမယ်မနက်တနာရီကနေပြီးကျွန်တော်အစင်တိုင်းသွားမယ်ရောက်တာတဲ့4နှစ်ပဲ4နှစ်ရှိပြီတဲ့ဘာမှမတက်ဘူးအိုးတေချာလေးလိုက်လေ့ကျင့်မယ်နော်နိုင်ကလုံးနာမလုံးနာကအရေးမကြီးဘူးဆရာတဲ့ဆရာအခြေရဖို့ကအရေးကြီးတယ်တဲ့နေရောမောင်ဒီနေရောကမလေးကိုတပြောအောင်မယ်နေရောကမလေးနဲ့ပြဿနာတိုင်ကျွန်တော်မဆိုင်ဘူးနော်လေးစားတဲ့ဆရာကြီးတဲ့အခုလိုမျိုးစိတ်ဓာတ်ကောင်းလေးနဲ့တင်ပြီးလို့ခေါ်ပွန်ခပ်ဆိုသွားမယ်နော်ကမလေးဖတ်နေရတဲ့အချိန်ပြမှာဆိုတော့ကဲနိုင်စပြီးတော့လေ့ကျင့်တော့မယ်နော်ကဲနိုင်လေ့ကျင့်တော့မယ်လှောင်ဖို့ရည်ဖို့မစင်းသားနဲ့မြင်အောင်ပြမှာမို့လို့ဝိုင်းလေးဝိုင်းမှာတော့မဟုတ်ဘူးအများနဲ့ဆက်လိုက်မယ်နော်โอเคမနက်ပိုင်းကနေစမယ်နော်ကဲနိုင်ပုံလေးကျွန်တော်မနက်ပိုင်းကနေစပြီးတော့ဆွဲလိုက်မယ်ဟုတ်ပြီနော်နာရက်တာဝိုင်းသွားတာလားနိုင်ပုံလေးစမယ်နော်โอเคကဲစတော့မယ်ဆိုရင်ကျွန်တော်တို့ကမနက်ပိုင်းတနာရက်နေစမယ်နော်မနက်ပိုင်းတနာရက်နေစမယ်မြင်အောင်ကြည့်မယ်နော်ဒီမှာကြည့်ဒီမှာ7နှစ်ရှိတယ်ဒီမှာညာ7နှစ်ရှိတယ်နော်ဒီမှာညာ7နှစ်ရှိတယ်နော်ဒါတကောင်7နှစ်နော်မြင်အောင်ကြည့်နော်တကောင်7နှစ်စောတီခါတကောင်7နှစ်မြင်အောင်ကြည့်တိုင်းစကားတိုင်းနိုင်ယူကိုရှင်းလင်းနဲ့ကိုကထိုင်းလူမျိုးတယောက်လို့စမက်ကြထိုင်းနိုင်ယူပြောတတ်ချင်တယ်တေချာလေးကြည့်7နှစ်ကဲပြီးသားပြီနော်ပြီးတော့ဒီမှာလာမယ်ဒီမှာမနက်တနာရီလာမယ်နော်ဒီမှာမနက်တနာရီမြင်အောင်ကြည့်နော်မနက်တနာရီဟုတ်တယ်နော်မနက်တနာရီပြောလို့ရှိရင်ဒီမှာလာမယ်နော်မနက်2နာရီလာပြီနော်
ကဲပြီးတော့ရင်ဒီမှာလာမယ်နော်ဒီမှာလာမယ်မနက်3နာရီညောင်ကြည့်နော်ဘွားပြမယ်ဘွားလေးထိုင်းလို့ခေါ်ပြမယ်နော်ဘွားလေးရှိဒီမှာလာမယ်နော်မနက်4နာရီကဲဘွားရင်ဒီမှာလာမယ်နော်မနက်5နာရီကဲဘွားရင်ဒီမှာလာမယ်နော်မနက်6နာရီလာမယ်နော်โอเคပြီးတော့ရင်ဒီမှာထပ်လာမယ်မနက်9နာရီဘွားရင်ဒီမှာထပ်လာမယ်မနက်10နာရီကဲဟုတ်ပြီဒီမှာဘွားရင်ဒီမှာထပ်လာမယ်မနက်9နာရီကြာကြည့်မယ်နော်မနက်9နာရီလာမယ်နော်လာမယ်နော်ဆိုတာမြင်အောင်ပြတာလာမယ်နော်ဘာကြီးလာခြင်းနေရလဲဘာကြီးလာခြင်းနေရလဲ no မခေါင်းနော် YouTube ကောက်ပြီးလို့ရလားဆရာကြီးတဲ့ကျွန်တော်ချက်ပေါက်မှာတောင်းတာနော်ကျွန်တော်ပို့ပေးမယ်ခင်ဗျာဒီမှာလာမယ်နော်ဒီမှာလာမယ်နော်ပြောင်းနေနော်ပြောင်းတာစတီးပဲကောင်းတယ်နော်โอเคဒါဆိုဆက်သွားမယ်နော်ဒါကကြတော့လာမယ်နော်ဒီမှာ10နာရီကဲဒီမှာလာမယ်နော်ဒီမှာ17နာရီโอเคနာရီပုံစံလေးကိုမြင်အောင်ကြည့်မယ်နော်ကဲနာရီပုံစံလေးကိုမြင်အောင်ကြည့်မယ်နော်ပြန်ပြောမယ်နော်โอเคချက်ပေါက်မှာလာတောင်းပါခင်ဗျာကဲဒါညစနစ်မနက်1နာရီမနက်2နာရီမနက်3နာရီမနက်4နာရီမနက်5နာရီမနက်6နာရီမနက်9နာရီမနက်10နာရီမနက်9နာရီမနက်10နာရီမနက်17နာရီဒါကကျွန်တော်ကမနက်နေ့ပတ်အချိန်ကိုပဲကျွန်တော်ဆွဲပြတဲ့နာရီမြင်အောင်ကြည့်မယ်နော်ဒါကမနက်နေ့ပတ်အချိန်ကိုပဲဆွဲပြတဲ့နာရီဒါဆိုဒီဘက်ကကျွန်တော်ကဘယ်ကနေစသွားမှလဲဆိုရင်နေ့ဘက်ကနေစသွားမှနေ့စနစ်ကနေပြီးရောကျွန်တော်တို့ည17ထိသွားမယ်နာရီတစ်ပုံထပ်ပြီးတော့ဆွဲပြမယ်ဒါနှစ်ခုနာရီနှစ်ပုံနဲ့ရှင်ပြီးတော့သင်ပေးမှနားလဲမှာပို့လို့ကျွန်တော်နာရီလောက်တစ်ပုံဆွဲပြမယ်နော်အဲ့ဒီနာရီကကျွန်တော်ကအမဲအောင်နေဆွဲမယ်မိနစ်လေးနဲ့နည်းနည်းရှုံမှာဆိုလို့ပြန်ပြမယ်နော်ကဲနာရီပုံလေးတစ်ပုံထပ်ပြီးတော့ဆွဲလိုက်မယ်နော်နိုင်တဲ့ပုံလေးဆွဲပြမယ်မသိငင်လောလောဆယ်ဟိုဖြစ်မှာလို့နော်ကျေးဇူးအများကြီးတင်ပါတယ်ရှင်နဲ့ဆရာဘွားဒီထက်မကနာမည်ဂုံတရင်ကြော်စောထင်ရှားပါသည်ရှင်ခပွန်ဟမ်ကဲသွားမယ်နော်နေ့တိုင်းကုသိုလ်ယူတာပေါ့နော်ကုသိုလ်ဆိုတာတဲ့သိရမလားယူတဲ့သူရှိမှကုသိုလ်ဆိုတာလုပ်လို့ရတယ်ဘလောက်ပဲချမ်းသာတော်တရားတစ်ပုဒ်နားထောင်မှုနဲ့ကိုကလူကျင်တာတော့မှလည်းအလူကံပုဂ္ဂိုလ်ရှိမှလူလို့ရတာဒါနမြောက်တာကိုကလူလိုင်းလဲဒါနမမြောက်ဘူးလိုနာနာလိုချင်တဲ့အလူကံပုဂ္ဂိုလ်ရှိမှဒါနမြောက်တာတဲ့ဒါကြောင့်မို့လိုလာလိုတဲ့အလူကံပုဂ္ဂိုလ်တွေရှိတဲ့အတွက်ကြောင့်ကျွန်တော်လည်းကျွန်တော်တတ်ထားတဲ့လောက်ကိုနေ့တိုင်းကုသိုလ်ရအောင်ပညာဒါနသင်ပေးရအဲ့ရေးပြတ်ခံပြီးတော့နော်တကယ်ပြောတာကျွန်တော်အဲ့ရေးနေမမအောင်တကယ်ပြောတာနော်တကယ်မှန်တော့စကားအဲ့ရေးနေမမအောင်ဒါပေမဲ့လည်းအဲ့ရေးမွားပေမဲ့ကုသိုလ်ရတယ်ဆိုတဲ့စိတ်လေးနဲ့ပဲဖြည့်ပါတယ်နော်ကဲဒါဆိုလို့ရှိရင်သွားမယ်နော်ဟောလေဆိုမနက်ကင်းဆိုင်လည်းဆရာတင်တန်းချိန်လေးရှိသေးတယ်လေတင်တန်းချိန်လေးလည်းတင်တန်းသားလေးလည်းတင်ရသေးတယ်တင်တန်းသားဆိုတာကပတ်စံယူပြီးတက်တဲ့တင်တန်းပေါ့နော် level 1 2 3 4တင်တန်းဆိုတာလေโอเคဒါဆိုသွားမယ်နော်โอเคဆရာကြီးကျေးဇူးတင်လိုက်တာအခုလိုမျိုးတင်ပေးရဆရာကအပြင်မှာလေးတစ်ခုခုခေါ်ကြွေးအောင်မယ်ပေးရမှာတစ်ခုခုမုတ်လေးပါလေးလိုက်ဝယ်ကြွေးအောင်မယ်အေးလေးပါလေးလိုက်အောင်မယ်ရရနော်ခေါ်လေးရရနော်ဆရာအလုပ်ပြတ်ပေးမယ်အလုပ်ပြတ်ပေးမယ်နော်ဒိတ်လို့ရတယ်ဒိတ်ပြီးတော့စားတော့လိုက်ကြွေးလို့ရတယ်နော်โอเคဒါဆိုရင်ညစနစ်ပုံလေးတစ်ပုံဆွဲပြမယ်နော်โอเคပြန်ကြည့်မယ်ဒါဆိုဒီပုံကြည့်မယ်ဒီပုံမှာကျတော့မြင်အောင်ကြည့်မယ်နော်ကဲဒီပုံမှာမြင်အောင်ကြည့်မယ်ဒါကဘာစနစ်ဖြစ်သွားပြီလဲညစနစ်နော်ဒါညစနစ်နော်မြင်တောင်ပြထားတယ်နော်ညစနစ်โอเคဒါညစနစ်ဆိုလို့ရှိရင် sorry ညစနစ်တဲ့ sorry နေ့စနစ်ဖြစ်သွားပြီเนาะဒီဘက်ကကျတော့ညစနစ်เนาะမြင်တောင်ဒီမှာမီနီနဲ့ရေးပြပါဦးမနေ့နဲ့ရှုပ်မှာဆိုလို့ဒါညစနစ်မြင်တောင်ရေးပြမယ်เนาะနည်းနည်းလေးတီးခံပေးတာအစဆိုတော့ဒါကနေ့စနစ်နေ့လေစနစ်ကိုပြောတာเนาะနေ့လေကိုစနစ်ကိုပြောတာโอเคကဲနေ့လေစနစ်ပွားပြီเนาะနေ့လေစနစ်ပွားပြီဆိုလို့ရှိရင်ကဲဟုတ်ပြီတစ်ချက်လာမယ်เนาะတစ်ချက်ဒါတစ်ချက်လို့ခေါ်တယ်မြန်မာခေါ်မှာဟုတ်တယ်မလားဒါကဘယ်လိုခေါ်လဲနှစ်ချက်နေ့လေနှစ်ချက်ဒါကနေ့လေ3နာရီဒါကနေ့လေ4နာရီမြောင်ကြည့်နော်မြောင်ကြည့်မယ်เนาะဒီ live ပြီးတော့တာနဲ့ကိုကထိုင်းနာရီကိုအကုန်ခေါ်တတ်အောင်လေ့ကျင်တာ4နာရီကဲပြီးတော့ပြီဆိုရင်ဒါကပါလေညနေ9နာရီဖြစ်သွားပြီเนาะသူကဒါကဘာဖြစ်သွားပြီလဲညနေ6နာရီဒါကဘာဖြစ်သွားပြီလဲညနေ9နာရီကဲဒီမှာလာမယ်နော်ဒါည8နာရီဖြစ်သွားပြီညနေ6ည9ည8ကဲထပ်ပြီးတော့လာမယ်နော်ဒီမှာဒါလာမလဲည9နာရီဝိုင်းထပ်ပြီးလာမယ်နော်ဒီမှာည10နာရီဒီမှာည17နာရီည12နာရီည17နာရီပြီးသွားရင်ပါလဲ sorry နေ့12နာရီနေ့ဘက်တွေကကျွန်တော်လည်းပြောတာမှားနေတယ်နော်1နာရီ2နာရီ3နာရီနေ့လေအစမှာနော်နေ့လေ1နာရီ2နာရီ3နာရီအဲ့လိုအစမှာကဲဟုတ်ပြီဒါဆိုလို့ရှိရင်ဒီဘက်ဟာအရင်ကြည့်မယ်နော်ဒီဘက်ကနေအရင်ကြည့်မယ်နည်းနည်းလေးရှုပ်မှာဆိုလို့ပြန်ပြန်မယ်နော်ညစနစ်ကနေစမယ်နော်ညကိုတဲ့ထိုင်းလို့ဘယ်လိုခေါ်မလဲညစနစ်ကိုအရင်ဆုံးမခေါ်ခင်ကျွန်တော်ညစနစ်ကိုနည်းနည်းလေးကြော်လိုက်ညစနစ်နဲ့နေ့စနစ်ကိုကကျွန်တော်တွဲပြီးတော့ပြောပြမယ်လောလောဆယ်မနက်တနာရီကနေစမယ်ကဲကြည့်တာနော်မနက်တနာရီကနေစမယ်နော်တရားမြင်အောင်ကြည့်တာနော်ဒီလိုမနက်တနာရီကနေပြီးတော့မနက်9နာရီထိသိရနော်မနက်ဆိုကျွန်တော်မိုးမလင်းသေးဘူးနော်သိရနော်ဆရာကတဲ့ညဘက်ပဲဆင်းနေရတော့တဲ့ညပဲသတိရနေတယ်တဲ့ဘာလဲနားမလဲ
ပြန်ပြမယ်နော်မနက်တနာရီကနေပြီးတော့မနက်9နာရီထိကိုထိုင်းလို့ဘယ်လိုခေါ်မလဲဆိုရင်အလွယ်နည်းမပြမယ်တိကျကြည့်နော်မြင်တအောင်ပြမယ်ခဏလေးမင်းအပြလေးနဲ့ပြလိုက်ရမယ်တော့နည်းနည်းရှုပ်သွားဆိုလို့ပြမယ်နော်မနက်တနာရီကနေပြီးတော့မြောက်ကြီးဒီမနက်9နာရီထိမြောက်ကြီးနော်မနက်တနာရီကနေပြီးတော့ဒီမနက်9နာရီထိအချိန်ကိုထိုင်းလို့အတူကောင်းမှတ်မယ်တီလို့ခေါ်တယ်နော်တီအပေါင်းနာရီဆိုတဲ့ပတ်တန်လေးကိုသုံးမယ်သူရဲ့ပတ်တန်လေးဒီ PATTERN ပတ်တန်လို့ကျွန်တော်အင်္ဂလိပ်လိုရေးလိုက်မယ်သူရဲ့ပတ်တန်လေးဒီတီအပေါင်းနာရီတဲ့ကျွန်တော်ပြောသလိုတသိမသိလိုက်လို့မယ်နော်ဒါဆိုရမယ်နော်တီအပေါင်းနာရီဆိုတဲ့ပတ်တန်လေးကိုသုံးမယ်ကဲဒါတို့ရှိရင် mic လေးတယောက်ဖွင့်မယ်ဘယ်သူလဲရောက်ပြီလဲမက်ခီဆော့ဒီခမ်းမယ်လေးဖွင့်မလို့ရလား YouTube အကောက်ကိုတီတီဆော့ပေးပါလားတဲ့။အိုး YouTube ကောက်တော့မတီတီရဆော့ပေးရအောင်မလား။ပြန်ပြောမယ်အမကြီးမနက်တနာရီကနေပြီးတော့မနက်9နာရီထိကိုသူ့ရဲ့ပတ်တန်လေးကတီအပေါင်းနာရီတဲ့။ဘာအပေါင်းနာရီလဲမ။တီအပေါင်းနာရီပါဆရာ Okay တစ်ကိုကတိုင်းလို့ဘယ်လိုခေါ်လဲ1ဒါဆိုအဲ့နိုင်နေရာမှာ1ထည့်မယ်ဒါဆိုဘာနိုင်ပြစ်မလဲဆိုရင်တီ1 sorry တီအပေါင်းနာရီဝတ်ဆက်ပေါက်တန်ပါတယ်တီအပေါင်းနာရီပြန်ပြောမယ်မနက်တနာရီကိုတိုင်းလို့ဘယ်လိုခေါ်လဲတီ1ပြန်ပြောမယ်မနက်တနာရီကိုတီအပေါင်းနာရီမနက်တနာရီကိုထိုင်းလို့ဘယ်လိုခေါ်လဲမခေပါလုံးနေလဲအိမ်သာတက်နေတာလား အလုပ်ထက်ကနေအင်္ဂါထက်ကနေပြောနေဆရာထင်တယ်ဒါကြောင့်မှားရင်လွဲခဲ့ပါတယ် ဒါမတက်ဘူးဆရာ အိမ်သာတော့မတက်ဘူးအိမ်သာတွေကနေပြောနေရပြန်ပြောမယ်မနက်တနာရီကနေပြီးတော့မနက်9နာရီထိကိုကျွန်တော်တို့ကတီးအပေါင်းနာရီဆိုတဲ့ပတ်တန်ကိုသုံးမယ်နော်ဒါဆိုရင်ဒီနာရီညမှာတစ်ကိုထည့်မယ်တစ်ကိုထိုင်းလို့1နော်ဒါတို့ရှိရင်မနက်တနာရီကိုထိုင်းလို့ဘယ်လိုခေါ်လဲတီးကြီးပါနေရနေမှာကိုသူတို့ကသူအကုန်သိတယ်နော်သူအရင်ဘွားတော့သူအဲ့ဒီပိုးကောင်လေးဖြစ်ခဲ့လို့နေမယ်သိလားသူသိလောက်တဲ့အပြောတာလည်းသူတန်းသိရဆိုတော့ပြန်ပြောမယ်မနက်တနာရီကိုထိုင်းလို့ဘယ်လိုခေါ်လဲတီးလာပြန်ပြီနောက်တစ်ယောက်တီးအပေါင်းနာရီပါတဲ့ပြောပြမယ်နော်ထိုင်းစကားမှာတအတန်ဆိုတာမရှိပါဘူးနော်ထိုင်းစကားမှာတောတောင်ဆိုတဲ့ကျွန်တော်တို့ဒီတအတန်ပဲရှိတယ်နော်တဝင်ဘူးအတန်မရှိဘူးဒါပေမဲ့တချို့ဆရာတွေကတအတန်နဲ့တင်တယ်ဒီအခုတောတောင်ဆိုတဲ့နေရာနဲ့ဟိုမှာတော ET ကိုသူကတော ET ဆိုပြီးတော့တင်ကြတယ်နော်ကျွန်တော်ကတော့တခြားဆရာတွေမှားတယ်လို့တော့ကျွန်တော်ကအကြံမပြုဘူးသို့တော့ကျွန်တော်ရဲ့လက်တွေ့မှာတော့ကျွန်တော်တိုင်းလူမျိုးတွေကိုမေးပြီးသွားပြီမေးတဲ့အခါမှာသူတို့ကတီလို့ပဲထွက်ခိုင်းတယ်တီလို့မထွက်ခိုင်းပါဘူးเนาะအဲ့တော့တအတောင်ပဲယူမယ်เนาะကျွန်တော်အခုလက်ရှိနေလာတဲ့3နှစ်ပေါ့ကျွန်တော်တို့ဒီထဲမှာဒီမှာစေစတင်နေတဲ့သူတွေမှာစေကျွန်တော်နှစ်30တို့နှစ်20တို့နေတဲ့သူရှိအဲ့ဆရာကြီးလည်းသူတို့ကတနဲ့တင်တယ်တနဲ့တင်တာလည်းအမှန်လားမှားလားတော့ကျွန်တော်အမှန်တယ်လို့လည်းမပြောချင်ဘူးမှားတယ်လို့လည်းမပြောချင်ဘူးဒါဆရာကြီးတွေတင်တာဆိုလည်းမှန်မှာပေါ့နော်ဘာလို့လဲဆိုတော့မှန်လို့တင်တာပေါ့ဒါပေမဲ့လည်းကျွန်တော်လက်တွေ့ကျွန်တော်လက်ရှိအတူတူနေတဲ့ကျွန်တော်ရဲ့ဒီထိုင်းတွေကိုမေးတဲ့အခါမှာသူတို့ကတလို့ပဲထွက်ပါတယ်နော်တလို့ပဲထွက်ခိုင်းပါတယ်တီလို့ပဲသူတို့သုံးပါတယ်နော်တောက်ဝင်မှုတမသုံးပါဘူးဒါကြောင့်မို့ကျွန်တော်တအတမဲတင်ပေးမယ်နော်ပြန်ပြောမယ်မနက်တနာရီကနေပြီးတော့မနက်9နာရီအထိကိုတီအပေါင်းနာရီတစ်ကိုကထိုင်းလို့1အဲ့တော့မနက်တနာရီကိုတီ1ပြန်ပြောမယ်မခေရီမနက်တနာရီကိုထိုင်းလို့ဘယ်လိုခေါ်လဲတီ1โอเคขอบคุณครับဆက်သွားမယ်မပုံးငယ်နှစ်ကိုတိုင်းလို့ဘယ်လိုကလဲရှေ့မှာသင်ခဲ့တဲ့ထိုင်းကိတ်ကနဲ့ရေတွက်ချင်းမှာနှစ်ကိုတိုင်းလို့ဘယ်လိုကလဲ2ဒါဆိုရင်မနက်2နာရီတီ2ပြန်ပြောမယ်မနက်2နာရီကိုတီ2โอเคขอบคุณครับဆက်သွားမယ်မောင်စတေခမ်းမိုက်လေးဖွင့်ပြလို့ရလားမနက်3နာရီကို3ကိုထိုင်းလို့ဘယ်လိုခေါ်ခဲ့လဲထိုင်းကိတ်ကနဲ့ရေတွက်ချင်းမှာ3นะคะนักกูตีจอทำแบบเนาะ3ဒါဆိုရင်မနက်3နာရီကိုတိုင်းလို့ဘယ်လိုခေါ်မလဲตี3นะคะนักกูตีจอทำแบบเนาะ3ကိုသင်ခဲ့ပြီးသားตี3မနက်3နာရီโอเคขอบคุณครับဆက်သွားမယ်ဆိုတာမိုက်လေးဖွင့်မယ်4နာရီ4ကိုတိုင်းလို့ဘယ်လိုခေါ်လဲရှေ့မှာသင်ခဲ့တယ်44ကိုသင်ခဲ့ပြီးသားเนาะဒါဆိုရင်မနက်4နာရီตี4โอเคตี4ဆိုတာမနက်4နာရီပြောတာโอเคขอบคุณครับဆက်သွားမယ်တော့ဆိုင်9ကိုရှေ့မှာသင်ခဲ့တဲ့ထိုင်းကနက်ရေတွက်ခြင်းမှာထိုင်းလို့ဘယ်လိုခေါ်လဲဒါဆိုရင်မနက်9နာရီကိုတီဟာ ဒါပေမဲ့လက်တွေ့မှာကျတော့9ကိုကျတော့ तू ကလေ9နာရီလို့ပြောမှဆို तू က WhatsApp ပေါက်တန်လေးလေးတန်းလေးပြုတ်တယ်သိလားဒါကသူတို့ဒါချွင်းချက်နေနဲ့ကိုကသိရမယ်နော်တီဟာဆိုရင်မမှန်ဘူးလားဆိုရင်မှန်တယ်ဒါပေမဲ့ထိုင်းလူမျိုးတွေကအပေါ်က1နှစ်3လေးမှာကျတော့တီး
တီး2တီး3တီး4ဆိုပြီးအဲ့လိုထွက်ပြီးမဲ့ငါးကြတော့ तू ကအတန်လေးလေးလေး WhatsApp အတန်လေးပြုတ်သွားတယ်တီဟာဆိုပြီးထွက်တယ်ဒါလေးကကိုကချင်းချက်နေနဲ့မှတ်ထားကိုကထိုင်းလူမျိုးတယောက်လိုလေးလေးသိန်းလေးပျော်ခွာဖြစ်အောင်လို့ကျွန်တော်ပြောပြတာနော်9နိုင်ယူတော့ WhatsApp အတန်လေးပြုတ်တယ်သိလားအမပြောက်ထွက်မယ်9နိုင်ယူတိုင်းလို့ခေါ်လေ တီဟာ တီဟာ WhatsApp အတန်လေးပြုတ်လိုက်မှ9နိုင်ယူတိုင်းလို့ခေါ်လေ တီဟာ အဲ့လိုပြတာဒါလေးယူလေးသိန်းတန်လေးချင်းချက်နေနဲ့ကိုကမှတ်ထားမယ်ချင်းချက်နေနဲ့မှတ်ထားမယ်နော်ဒါထိုင်းလူမျိုးတယောက်လိုကိုကဟွာဖြစ်လို့နော်တီဟာတင်စိုးပြောတာမဟုတ်ဘူးနော်တီဟာတင်စိုးပြောတာမဟုတ်တီဟာဆိုတာမနက်9နိုင်ယူပြောတာနော် Okay ခေါ်ပုံခပ်ဆက်တော့ကဲဆက်သွားမယ်ငါနောက်တစ်ယောက်မရွှေရီပြန်ပြောမယ်နော်ကျွန်တော်တို့မနက်မိုးလင်းပြီမိုးကတော့မလင်းသေးဘူးဒါပေမဲ့ဒီဘက်ကည7:00ဒီဘက်ကိုကြော်လာပြီအဲ့ဒီမနက်တနာရီကနေမနက်9:00အထိကိုသူ့ရဲ့ပတန်လေးကဘာအပေါင်းနာရီလဲ တီအပေါင်းနာရီဆရာ တီးအပေါင်းနာရီ WhatsApp ပေါက်ပြအောင်ထွက်မှာဘာအပေါင်းနာရီလဲ တီအပေါင်းနာရီ ကဲပြောကြည့်ပါဦးမနက်တနာရီ တီနေ တီး1မနက်2နာရီ တီဆောင် တီး2မနက်3နာရီ တီสาม မနက်4နာရီ ตีสี่ မနက်9နာရီ ตีห้า အဲ့ဒါကြတာလေးလေးလေး WhatsApp ပေါက်တန်လေးပြုတ်သွားတယ်နော်ဒါတခါတည်းတီးကြလေးတင်မိတာဖြစ်တယ်ဆရာမမတဲ့တန်းလူမျိုးတွေကအတန်တက်ကတီးနေမှာခါတဲ့ Okay ကဲဒါပြီးဆက်ပြီးတော့သွားမယ်နော်ကဲဒါစီမနက်6နာရီရောက်ပြီခင်ဗျာကဲကြည့်မယ်နော်မနက်1နာရီနဲ့9နာရီတိကိုရပြီနော်အောက်ကလူရပြီလားရေးပေးအောင်အောက်ကလူရပြီလားမှတ်လို့လွယ်ပြီလားမနက်1နာရီကနေမနက်9နာရီတိကိုတီးအပေါင်းနာရီဆိုတာတခါတည်းလွတ်ရပြီလားတီး1တီး2တီး3တီး4တီး5ရပြီလားရပြီလားဒီသဘောတရားလေးရပြီလားရပြီဆရာကြီး Okay ရပြီဆိုရင်ဆက်သွားမယ်နော် Okay ရပြီဆိုရင်ဆက်သွားမယ်နော်မရဘူးဆိုရင်ဆက်ပြောပြမို့ Okay ရပြီကဲရပြီဆိုလို့ရှိရင်ဆက်ပြီးတော့သွားမယ်ခင်ဗျာကဲဆက်ပြီးသွားမယ်နော်နောက်တစ်ခုကပါလို့ရှိရင်မနက်6နာရီရစမယ်မနက်6နာရီရနေပြီးတော့ကျွန်တော်တို့17နာရီကျတော့မိုးလင်းပြီဟုတ်တယ်နော်မနက်6နာရီဆိုတော့မိုးတော်တော်ကောင်းလင်းပြီကွာ9နာရီတိရကျတော့တိတ်ပြီးတော့မလင်းသေးဘူးဝီလီမနက်အစောပိုင်းလို့ပြောလို့ရတယ်မနက်6နာရီဆိုမိုးကလင်းလာပြီနေကြီးကထွက်လာပြီမိုးလင်းလာပြီ Okay အဲ့လိုမနက်6နာရီရနေပြီတခြားကြည့်မယ်နော်ဒီလိုမနက်6နာရီရနေပြီးတော့ဒီမနက်17နာရီထိမြင်အောင်ကြည့်မယ်နော်ဒီမနက်6နာရီရနေပြီးတော့ဒီမနက်17နာရီထိကိုကျတော့သူကနောက်ထပ်ပတ်တန်လေးတစ်ခုရှိတယ်နောက်ထပ်ပတ်တန်လေးရှိရနော်တခြားလေးကြည့်မယ်နော်နောက်ထပ်ပတ်တန်လေးရှိတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်နိုင်အပေါင်းမုံချာသူ့ရဲ့ပတ်တန်လေးကဘာလဲမြင်အောင်ကြည့်မယ်နော်နားလေးမှာကျွန်တော်ရေးလိုက်မယ်နော်ပတ်တန်ပတ်တန်လေးကြည့်မယ်နော်နိုင်အပေါင်းမုံချာမုံမှာငါတက်တန်ပါတယ်ပါဇက်ကိုကြေးရပြီးအကောင်ဆုံးခြာတော့မယ်မုံချောင်းတဝေလိုခါကွေရပေရေးရှာငတ်တာချောင်းဝတ်ဆန်နှလုံးပေါက်ချောင်းမှာဝတ်တက်တန်ပါတယ်ဝတ်တက်တန်ဒီတို့တို့ကပါဇက်ကိုသွားပါဇက်ဒီနှခမ်းလေးစီပြီးတော့နော်နှခမ်းလေးကိုခြုံပြီးတော့ဝတ်တက်တန်ဟိုတဲ့တန်လေးကိုမစုတ်တက်ဆုတ်ထွက်မှာနော်ခဏဒီဆောက်ပြီးတော့နော်ပြန်ပြောမယ်မနက်6နာရီကနေပြီးတော့ကျွန်တော်တို့မနက်7နာရီကြီးအဲ့ဒါကိုကျွန်တော်တို့ကမနက်ပိုင်းဆိုပြီးတော့အချိန်သတ်မှတ်တယ်တဲ့ထိုင်းနိုင်ငံမှာလေထိုင်းနိုင်ငံမှာအဲ့လိုသတ်မှတ်တယ်အဲ့လိုသတ်မှတ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကသူ့ရဲ့ပတ်တန်လေးကနိုင်အပေါင်းမုံချောင်းမုံမှာငါတက်တန်ပါတယ်နော်ပါစက်ကိုကြေးရပြီးအကောင်ဆုံးကိုရှာတော့မယ်မုံချောင်းမှာမုံချောင်းဆိုပြီးအဲ့လိုထွက်ရင် no မားတယ်ချောင်းမှာဟိုတဲ့တန်လေးကိုနှက်ခမ်းလေးချုံပြီးမစွတ်တက်စွတ်လေးထွက်မယ်မုံချောင်းโอ้တဲ့တန်လေးမစွတ်တက်စွတ်လေးအရင်ထွက်ပြီးမုံချောင်းဆိုရင်မားတယ်နော်ချောင်းအဲ့လိုအတန်လေးနော်ဟိုတဲ့တန်ကိုမစွတ်တက်စွတ်လေးထွက်မယ်နော်ဘာတန်ကြီးနဲ့ပြရေးအဲ့ဒီအတန်ကြီးပဲနော်အဲ့ဒီအတန်ကြီးပဲမုံချောင်းတဲ့တန်လေးထွက်မယ်နော်ခေါပွန်ခါဆက်ပြီးတော့သွားမယ်ဒါဆိုရင်မနိုင်ရင်မိုက်လေးဖွင့်ပြီးလို့ရလားမနက်6နာရီရနေပြီးတော့မနက်7နာရီအထိကိုသူ့ရဲ့ပတ်တန်လေးကဘာပတ်တန်လေးလဲမိုက်နိုင်အပေါင်းမွန်ချောင်း โอเคနိုင်အပေါင်းမုံချောင်းကဲဒါတို့ရှိ6ကိုရှေ့မှာဘယ်လိုသင်ခဲ့လဲမထိုင်းကိန်းကနေယူတဲ့ချိန်မှာ6ကိုထိုင်းလို့ဘယ်လိုသင်ခဲ့လဲဟုတ်ဒါတို့ရှိကဲပြောပါအောင်6နာရီမနက်6နာရီကိုထိုင်းလို့ဟုတ်မွန်ချောင်း6 โมงเช้าโอเคကဲขอบคุณครับဆက်တော့မယ်မက်ခီခုနှစ်ကိုထိုင်းလို့ဘယ်လိုသင်ခဲ့လဲထိုင်းကိန်းကနေယူတဲ့ချိန်မှာချက်โอเคဒါဆိုရင်မနက်9နာရီကိုထိုင်းလို့ဘယ်လိုခေါ်မလဲရ
7 โมงเช้า 7 โมงเช้ามันน่าคนนาอยู่ไทยรูปรู้คำเละ 7 โมงเช้า เอาไปเนาะ7 โมงเช้าthìเราดับมันน่าคนนาอยู่ပြောတာโอเคဒါဆိုဆက်ပြီးတော့မယ်နော်ကဲမပုံရင်စวัสดีค่ะရှစ်ကိုไทยรูปรู้တင်ခဲ့လေထိုင်းကိန်းကနယူတော့ခြင်းမှာရှစ် 8 8အဲ့လိုနော်โอเคဒါဆိုလို့ရှိရင်မနက်7 နာရီဆိုရင် 8 โมงเช้า 8 โมงเช้าโอเคขอบคุณค่ะมองสวัสดีค่ะကိုไทยรูปรู้တင်ခဲ့လေထိုင်းကိန်းကနယူတော့ခြင်းမှာ ก็ ဘာဖြစ်လဲ ก็ 9โอเคဒါဆိုရင်မနက်9 နာရီဆိုရင် ก็โมงเช้า 9 โมงเช้า9ကိုအတန်တက်လေးအောက်ကမြင့်တက်လေးပြပြတတ်ချမယ်ပြန်ပြောမယ်မနက်9 နာရီ ก็โมงเช้า 9 โมงเช้าโอเคขอบคุณครับဆက်သွားမယ်ဆိုတာတစ်ဆယ်ကိုထိုင်းလို့ဘယ်လိုသင်ခဲ့လဲထိုင်းကိန်းကနရေတွက်ခြင်းမှာ10โอเคဒါဆိုရင်10 နာရီမနက်10 နာရီ 7 โมงเช้า အမကြကြလေးထပ်ပေးပါမနက်10 နာရီ 7 โมงเช้า โอเค10 โมงเช้าโอเคขอบคุณครับကဲတော့ဆန်းကြီး17ကိုထိုင်းလို့ဘယ်လိုသင်ခဲ့လဲထိုင်းကိန်းကနရေတွက်ခြင်းမှာ 11โอเคဒါဆိုလို့ရှိရင်မနက်7 နာရီကို 11 โมงเช้า 11 โมงเช้าပြန်ပြောမယ်မနက်7 နာရီကို 11 โมงเช้า 11 โมงเช้าဒါဆိုလို့ရှိရင်ကျွန်တော်တို့ကမနက်ဟောနော်မနက်7 နာရီလို့ခေါ်တယ်အဲ့ဒီမှာထူးခြားတဲ့စကားလုံးကဘာလဲဆိုချားဖို့တဲ့စကားလုံးဒီချားဖို့တဲ့စကားလုံးကဘာကိုရည်ညွှန်းတာလဲဆိုရင်မနက်ကိုရည်ညွှန်းတာမနက်ပိုင်းပေါ့မနက်ပိုင်းအချိန်ကိုရည်ညွှန်းတာနော်ချားဖို့လေးပါပဲဆိုရင်မနက်ပိုင်းဒါကြောင့်မို့ထိုင်းနိုင်မှာတဲ့ဒီ6 နာရီကနေပြီးတော့7 နာရီထိကိုမနက်ပိုင်းလို့သတ်မှတ်တယ်ဒါကြောင့်မို့သူကချားဖို့လေးနောက်ကထည့်ထည့်ပြောရတယ်ဒါအောင်တချို့တိုင်းလူမျိုးတွေကအတူနီးပြောကြတယ်အတူကြောင့်ဥပမာကွာမနက်မိုးလင်းတဲ့ချိန်မှန်သိတယ်အခုဥပမာကွာအလုပ်ဝင်တာဥပမာဆိုတော့သူမနက်9 နာရီပဲထားအဲ့ဒီချိန်မှာဥပမာကွာထမင်းပဲချိန်စားမှလေဆိုပြီးအလုပ်တွေမှာမေးမယ်အကြိုက်ကွာပြောမယ်ဝနကပြောတယ်7 နာရီထမင်းစားမှလို့ပြောတယ်ဒါစီဒီအချိန်ကမနက်ချိန်မှန်သိနေတယ်အဲ့ဒါကိုသူတို့ကအတူကောက်ဒီမှာမိုးချားကိုဖြုတ်ပြီးတော့ပြောတာမျိုးတွေရှိတယ်10 โมง10 โมงဆိုပြီးပြီဒါပဲဒါမနက်ပိုင်းမှာပြောနေတဲ့အချိန်ကိုသူတို့ကချားကိုဖြောက်ပြီးပြောလိုက်တာ10 โมงကိုသူဒါကိုကသိရမယ်မနက်7 နာရီဘယ်အချိန်တွေခုလိုတင်ပေးရလဲခင်ဗျာတဲ့ညနေ9 နာရီနော်ညနေ9 နာရီဆိုတော့တင်ပေးပါတယ်ခင်ဗျာနေ့တိုင်းပဲနော်တင်ပေးရနော်နောက်တစ်ပတ်လည်းညနေ9 နာရီပဲနော်အချိန်ပြောင်းရင်ပြန်ပြောပေးမယ်နော်โอเคဥပမာမနက်10 နာရီဆိုရင်10 โมงเช้าလို့အဲ့လိုမျိုးပြောပြတယ်မှာ10 โมงအဲ့လိုပြောတယ်အဲ့ဒါမှချားကိုလေးကိုတစ်ခါလေကြာဖြုတ်ပြီးတော့ပြောကြတယ်ကိုကစူးစမ်းပြီးတော့လေ့ကျင့်ကြည့်မယ်ဟုတ်ပြီနော်ကဲဒါတို့ရှိရင်နောက်တစ်ယောက်မတဆူစဒီကအမေလေးဖွင့်မယ်ကဲပြန်ပြောကြည့်အောင်မနက်1 နာရီရနေပြီးတော့မနက်9 နာရီထိကိုထိုင်းလို့ဘာပတန်လေးကိုလိုချက်ကမလဲ တီအပေါင်းနိုင်ဆရာ တီအပေါင်းနာရီကဲပြောကြည့်မယ်မနက်1 နာရီ တီနေ မနက်2 နာရီ တီဆောင် မနက်3 နာရီ တီစမ် မနက်4 နာရီ တီစီ မနက်5 နာရီ တီဟ တီဟာနေ့တိုင်းပဲလို့ပဲနေ့တွေလဲဆိုတော့နေ့တိုင်းပါပဲဆိုညနေ9 နာရီလို့နောက်ပတ်လည်းညနေ9 နာရီပဲကျွန်တော်ကအခုကြာကျွန်တော်ကညတိုင်းကြာနေလို့ညနေ9 နာရီတင်ပြလို့ရတာကျွန်တော်နေဆိုင်နေ့ပတ်ကြာတဲ့ချိန်တိုင်းပြန်ပြောပေးမယ်အကြိုက်ကျွန်တော်နိုင်အချိန်ပြန်ပြောပေးမယ်နော်โอเคဒါတို့ရှိရင်အမမနက်6 နာရီကနေပြီးတော့မနက်7 နာရီထိကိုထိုင်းလူမျိုးတွေကထိုင်းနိုင်ငံနာရီကမနက်ပိုင်းလို့သတ်မှတ်တယ်မနက်ပိုင်းကိုထိုင်းလို့6လို့ပါတယ်နော်ဝတ်သက်တန်လေးပြအောင်ထားမယ်ပြန်ပြောမယ်မနက်6 နာရီ မနက်6 နာရီဆိုရင်6 โมงเช้า 6ဆိုတဲ့အောက်ကမြင့်တန်ရုပ်အရာကြီးမထွက်နဲ့ပေါ့လေးပဲထွက်မယ်6 โมงเช้าမနက်6 နာရီ 6 โมงเช้า မနက်9 นาရီ 7 โมงเช้า 7 โมงเช้ามนက်8 นาရီ 8 โมงเช้า 8 โมงเช้ามนက်9 นาရီ 9 โมงเช้า 9 โมงเช้ามนက်10 นาရီ 10 โมงเช้า 10 โมงเช้ามนက်11 นาရီ 11 โมง 11 โมงเช้าပြန်ပြောမယ်မနက်11 နာရီကို 11 โมงเช้า 11 โมงเช้าโอเคขอบคุณค่ะကဲတပ်ပြီးဆက်ပြီးတော့တော့မယ်နော်ဆက်ပြီးတော့ရမယ်နော်ဒီနာရီကိုရမယ်နော်ဒီနာရီရမနက်1 နာရီကနေမနက်9 နာရီဆိုတဲ့ပတ်တန်တစ်ခုနဲ့မနက်6 နာရီကနေပြီးတော့မနက်17 နာရီတစ်ခုဆိုတဲ့ပတ်တန်တစ်ခုဒီဟာကိုရပြီလားအောက်ကလူတွေရေးပေးမယ်ရပြီလားရပြီဒီဘက်ကနာရီကိုတော့မယ်
ရပြီလားမနက်တနာရီကနေပြီးတော့မနက်9နာရီအထိကိုတီးရပေါင်းနာရီဆိုတဲ့ pattern မနက်6နာရီကနေပြီးတော့မနက်7နာရီအထိကိုနာရီအပေါင်းမုံချောင်းဆိုတဲ့ pattern သင်တန်းကြီးလေးတီးပြသေးဆရာကြီးတဲ့သင်တန်းကအခုကျွန်တော်ဒါကတော့ free တင်ပေးတဲ့သင်တန်းပညာသနာသင်ပေးတာကိုကကျွန်တော်နဲ့တူတူကျွန်တော်အပေါ်သဘောကျလို့အဆင်ပြေလို့တည်ရတာလွယ်ကူလို့ကိုကသင်တန်းအတော့မယ်လို့ဆုံးဖြတ်ထားပြီဆိုရင်အခုလာမယ့်9လပိုင်း20ရက်နေ့ဒီနေ့ဆိုရင်ကျွန်တော်တို့ဘယ်နေ့ရက်လဲဒီနေ့ဆိုရင်ကျွန်တော်တို့နှစ်ရှိသွားပြီကဲဂျားထဲမှာ12ရက်ပဲလို့တော့တယ်အခုလာမယ့်20ရက်နေ့မှာလည်းပဲ1 2 3 4တင်တန်းစဖို့ရှိတယ်ထိုင်းစာကိုအတန်တော့ထိုင်းစာမတင်ပေးဘူးလို့စကားနော်ထိုင်းစကားကိုအတန်တော့မပြီးတဲ့သူတွေထိုင်းလူမျိုးနဲ့စကားပြောတဲ့အခါမှာရှင်းလောက်ပြောင်းပြန်နေဖြစ်နေတဲ့သူတွေအတွက်ရည်ရွယ်ပါတယ်စကားပြောတွေကိုအလွတ်စကားပြောရှေ့ကြီးတွေအလွတ်ချက်ခိုင်းတာမဟုတ်ဘဲနဲ့ဘယ်အနောက်မှာဘာလိုက်ရတာဘာဖြစ်လို့ဒီစကားလုံးကဒီနောက်မှာလိုက်ရတာအဲ့လိုစာကြောင်းတိဆောက်ပုံနီးစနစ်ကိုတင်ပေးတာဖြစ်ပါတယ်ကိုကနီးစနစ်ကိုသိထားမယ်ဆိုရင်နီးနေပါလေရထားမယ်ဆိုရင်ကိုကတန်းပြီးတော့ကိုကတာကိုတိဆောက်လို့ရတယ်တခြားစကားလုံးတွေလည်းအလွတ်တွေချက်ခိုင်းတာမပါဘူးเนาะစာကြောင်းတွေကိုအလွတ်မချက်ခိုင်းပါဘူးခင်ဗျာတင်တန်းထဲမှာဘလို့တိဆောက်တာနဲ့ပတ်သက်ပြီးတေချာလေးတင်ပေးပါတယ်တင်တန်းကြီးကဘောရှင်တဲ့တင်တန်းကြီးက level 1 2 3 4 B ကိုဘတ်2500ပါဘတ်2500ဆိုတဲ့ငွေအမောက်ကဖြုံကနေကြားလိုက်ရင်တော့များတယ်ဆိုရင်ပဲဒီ2500ရင်းပြီးကျွန်တော်ဆိုရင်လည်းအခုလိုသူများတွေကိုအခုလိုပြန်ပြီးတော့တင်ပေးနိုင်တဲ့အထိတိုးတက်လာတာဖြစ်ပါတယ်เนาะကျွန်တော်ကိုယ်တိုင်လည်းထိုင်းစကားပြောတင်တန်းတက်ခဲ့တော့ဘတ်2500ပါအဲ့တော့လည်းကျွန်တော်များတယ်လို့တွေးခဲ့ဘူးတဲ့ဘာလို့လဲဆိုတော့အဲ့တော့ကိုကအကျွေးတွေနဲ့ဆိုတော့လေเนาะရှက်စရာမလိုဘူးကိုကအကျွေးတွေနဲ့ကိုကအစစ်မပြေမှုပေါင်းများစွာနဲ့ဆိုတော့အဲ့လိုမျိုးထိုင်းစကားသိမတက်ပါဘူးဆရာကြီးတက်လို့ရလားတက်တလုံးမှမတက်လဲလားတက်လို့ရတယ်เนาะကျွန်တော်ရဲ့တင်တန်းမှာ level 1မှာတည်ကြလေးကိုစိတ်ရှည်နဲ့ဟိုသူငယ်တန်းကလေးတွေကိုပြန်တင်ပေးနေရတယ်မျိုးတည်ချာလေးတက်လုံးချင်းတင်ပေးရเนาะတက်တဲ့သူတွေလာ join ခိုင်းတာမဟုတ်ဘူးလုံးဝမတက်တဲ့သူတွေလာ join လေအဆင်ပြေလေပဲဟုတ်ပြီเนาะဆရာကြီးဘယ်လိုလုပ်နေတခြားသူတွေကကိုတက်နေလဲကျွန်တော်ပေးမပြောဘူးကျွန်တော်ပဲတင်တာပေးမပြောဘူးဘလောက်ပဲတက်ကျွန်တော်နာမည်ခေါ်မှမိုက်ဖွင့်ကျွန်တော်မဖွင့်ခိုင်းမှပြောလို့ရမှာအဲ့လိုပုံစံမျိုးเนาะတည်ချာလေးတင်ပေးပါတယ်เนาะအဲ့တုန်းကအကျွေးရည်နဲ့ဆိုတော့ဒီမှာများတယ်လို့ထင်ရပြီမဲ့အခုချိန်အရန်ကြီးသူတင်တယ်အဲ့တုန်းကလေကျွန်တော်တက်မယ်နဲ့တရန်လွတ်သွားသေးရဲ့တိလားကျွန်တော်တင်မဲ့ဆရာရှိမှလေကျွန်တော်အဆင်မပြေသေးဘူးလေငါအများကြီးပေးဆရာရှိသေးတယ်ဆိုတဲ့အတွေးနဲ့ပေါ့เนาะအကျွေးသမားရလည်းမနေဘူးဆိုပြီးတော့ကိုမတက်ဖြစ်ခဲ့ဘူးဒါပေမဲ့နောက်တစ်ခေါက်တင်တက်ဖွင့်မယ်ဆိုတော့ဂျာထဲမှာ2လလောက်ရှိပါပြီ2လလောက်ကြာပါတယ်ငါတက်မှဖြစ်တော့မေး line ပေါ်ကနေပြီးတော့တွေ့တဲ့ဗီဒီယိုလေးပဲ like လေးလာတာမထီရောက်တယ်လို့ခံစားရတယ်ကွာဘယ်လိုလဲဆိုတော့တိတ်ပြီးတော့အစားတွေအဆက်ဆက်မရှိတော့ line ပေါ်ကနေပဲလေးလာနေရတော့တိတ်ပြီးတော့မထီရောက်တယ်လို့ခံစားရတယ်အဲ့ဒီချိန်မှာကိုဘာလုပ်လဲကိုစိတ်ကိုလုံးဝရင်ပတ်ကြီးကိုပေါ့နော်လက်ဖြီးပြီးရောဒီပတ်စံတော့ငါတက်မယ်ဟာဆိုပြီးတော့ဝါဘလောက်အဆင်ပြေမပြေငါတက်တင်ပြီးငါတကယ်တက်ချင်တာပဲငါရင်းတင်ပြီးဆိုပြီးစိတ်နဲ့ကိုရင်းထုတ်လိုက်တယ်အဲ့ဒီချိန်မှာအခုချိန်မှာအဲ့စိတ်လေးကိုရင်းထုတ်လိုက်တယ်အဲ့စိတ်လေးအဲ့ချိန်မှာအဲ့ဒီတကနာမှာကိုအဲ့လိုမျိုးလေးဆုံးဖြတ်ချက်ချနိုင်ခဲ့တဲ့တော့အခုချိန်မှာကိုအများကြီးတိုးတက်လာတယ်တိလားတင်တက်တာလေအဲ့ဒါမို့ကျွန်တော်ကတော့လေတင်တန်းကိုတက်စေချင်တာကဘာလို့လဲဆိုတော့မိမိကိုယ်တိုင် free video တွေလေ့လာတာတက်တင်တန်းတက်စစ်တင်တန်းတက်တာပို့ပြီးတော့ထိရောက်တယ်လို့အကြံပေးပါရစေနော်ဒါဘသူရှိမှာပဲတက်ဘဲဆရာရှိမှာပဲတက်တင်တန်းတက်ပါကိုတက်မယ်ကိုထိုင်းစကားကိုပြောရအောင်တက်မယ်လို့ဆုံးဖြတ်တဲ့သူတွေတွားတက်ပါဒါကျွန်တော်အကြံပေးတာเนาะဒီတိုင်း line ပေါ်နေပြီးတော့ free တွေရှောက်လေ့လာမနေနဲ့တင်တန်းကိုအရင်ဆုံး join လိုက်တက်လိုက်တင်တန်းပြီးတော့မှကိုယ့်ဘက်ကကိုစက်ပတ်တက်တော့ပဲနဲ့ဒီတင်တန်းပြီးတော့ကိုမနေဘူးတက်သွားပြီမနေဘူးရည်ချင်းတွေတိုးတက်သွားပြီအဲ့ဒီအချိန်ကျမှကိုက free video လေးကိုမသိတဲ့အလုံးလေး line မှတ်ကျွန်တော်အဲ့လိုမျိုးအကြံပေးချင်တာနော်ဘလောက်ကြာတဲ့တက်ရမလဲပြောတတ်ဖို့တဲ့2လနော်ကျွန်တော်တင်တဲ့2လပါ level 1 2 3 4ပါစာကြောင်းတိဆောက်ပုံတွေစာကြောင်းရှည်ကြီးတွေဘယ်လိုပြောမလဲအတန်တက်တွေကိုဘယ်လိုပြောရမလဲဆိုတဲ့အပိုင်းနဲ့ပတ်သက်ပြီးတေချာလေးတင်ပေးတယ် level 1 2 3 4ပြီးသွားရင်တင်တဲ့မပြီးသေးဘူးနော်မြတ်တာလက်ဆောင်နေနဲ့ဆေးရုံသွားရင်သုံးရမယ့်စကားတက်စီငားရင်သုံးရမယ့်စကားဈေးဝယ်ရင်ဈေးလျှော့ရမယ့်စကားတွေအတီးရွက်အသားငါအင်ကြီးဝတ်စားခေါ်ရမယ်ဒါတွေကိုကျွန်တော်မြတ်တာလက်ဆောင်နဲ့ free ထပ်ပြီးတော့ကျွန်တော်တင်တန်းသားတွေကိုတင်ပေးပါတယ်နော် level 1 2 3 4ပြီးသွားရင်လေတင်တန်းကြီး PC က2500ပါရုံကြည်ကြည်နဲ့တင်တန်းလာအမဲ့သူတွေလာတက်လို့ရပါတယ်ခင်ဗျာတက်ချင်ပါတယ်တဲ့ like ပြီးမပြောဘဲဖြစ်နေတာလိုက်ပြီးမပြောရဖြစ်နေလိုက်ပြီးပြောရအောင်တင်ပေးပါတယ်နော်တင်တန်းထဲမှာဟောက်ဟန်ပြီးတော့မတင်ပေးဘူးနော်ဟာတာလေးတွေပြောရင်းနဲ့ရည်စရာလေးလည်းပြောလိုက်စာလေးလည်းတင်လိုက်ဒီမျိုးလေးတင်ပေးတယ်တယောက်ချင်း zone class ပါနော် video call ဖွင့်ခိုင်းပြီးတော့အတန်လေးဖွင့်ခိုင်းပြီးတော့တိတိကျကျတယောက်ချင်းဆွေးနွေးပေးတာအပြစ်မှာစာတင်နေတယ်လို့မျိုးကြောက်ဖို့မလိုဘူးကျွန်တော်ကကြောက်စရာမကောင်းကျွန်တော်ကချစ်ဖို့ပဲကောင်းတာနော်ကြော်ညာတာနော်ချက်ဖို့မကောင်းချစ်ဖို့ပဲကောင်းတာโอเคဒါတော့လူတွေကပြောသေးရနော်အတိုင်ကြီးကြောက်စရာကြီးဆိုပြီးတော့နေအောင်အဲ့လူတွေမှတ်ထားတယ်တင်တန်းထဲမှာမေးမယ်စာโอเคကဲထားစီဈေးကတော့တကယ်ချစ်စရာဟုတ်တယ်တအားချစ်ဖို့ကောင်းတာလားဒါတော့မှထားသွားတဲ့သူကရှိတယ်မပြောတော့ပါဘူးပြောလို့ရှိရင်နိုင်ငံကြီးပါလားမဲလားโอเคကပွန်ခါကျွန်တော်ယုံကြည်ခြင်းနဲ့လာပြီးအပ်ပဲသူတွေတော့ရက်ခံမှာနော်လူကအရောက်စိတ်ပဲလက်ခံမှာပါတပုံတပန်းလက်ခံပြီးတော့တိတိရရောက်မသိမိနိုင်ပါဆိုလို့လူအရောက်အစိတ်ပဲလက်ခံမှာပါတယောက်ချင်းခေါ်ပြီးဆွေးနွေးပြီးတင်ပြီးမှာပါခင်ဗျာနားမလဲမချင်းတင်ပြီးတဲ့နားမလဲမချင်းရှေ့ကိုဆက်ပတ်တက်ဘူးနားလဲပြီဆိုကမှရှေ့ကိုဆက်တက်တာနော်ကဲဆက်ပြီးတော့မယ်ကဲဒီရပြီနော်အလုံးရကြပြီနော်မနက်9:00နာရီမနက်10:00နာရီကနေမနက်9:00နာရီထားတော့လဲစိတ်မြင့်နဲ့ကျွန်တော်ရှိတယ်ဆရာကြီးတဲ့ကျွန်တော်ကကောင်မလေးရှိတာကိုဘယ်လိုလုပ်ပြီးတော့လဲဘယ်လိုလုပ်ပြီးအကူလို့ရမှာလဲကောင်မလေးရှိတဲ့သူတွေဘယ်လိုအကူလို့ရမှာလဲသွားလာရေးနဲ့ပတ်သက်တာရောတင်ပေးတာပါလားသွားလာရေးတာပါလဲနားမလဲတဲ့မနက်10:00နာရီကနေပြီးတော့မနက်9:00နာရီထိလည်းရပြီမနက်6:00နာရီကနေမနက်7:00နာရီထိလည်းရပြီဟောရပြီဆိုည7:00လေးကိုမျက်လုံးထဲမှာအသားလေးဖြောက်ထားခဲ့ကဲဟုတ်ပြီတော့ဒီဘက်ကသွားမယ်
ကဲဒီဘက်ကသွားမယ်နော်ဒီဘက်ကပါသွားမှလည်းဆိုရင်မွန်းလွဲပေါ့မွန်းလွဲလို့ဒီဗျာသိမလားမွန်းလွဲတနာရီနေ့တနာရီအဲ့လိုပြောလေသမီးမအကိုရှိတယ်ဆရာတဲ့စိတ်မပူနဲ့မသိရင်ကိုကပဲကွယ်ဒုက္ခသမီးမညီမလေးရှိတယ်သမီးမအမရှိတယ်ဆိုရင်နည်းနည်းကြားကောင်းသေးတယ်သမီးမအကိုရှိတယ်ဆိုတော့တစ်မျိုးကြီးပဲနော်ရှင်ထဲမှာနည်းနည်းတုံသွားတယ်ရင်ခုန်သွားတယ်ရှင်ခုန်သွားတင်တန်းတက်ချင်ပါလေတဲ့တင်တန်းကြီးကဘယ်လောက်လဲဆရာတင်တန်းကြီး PC ကိုဘတ်2500ပါခင်ဗျာအခု9လပိုင်းတက်ဖို့အဆင်မပြေသေးလို့ဆရာနောက်ထပ်ဖွင့်အောင်မလားရှင်နောက်ထပ်ဖွင့်မှာနည်းနည်းကြာမှသိလားကျွန်တော်ကတော့တက်စီခြင်းနဲ့တင်တန်းကြီးမတက်နိုင်ဘူးဆိုလို့ရှိရင်ကျွန်တော်လာပြီးတော့ဆွေးနွေးဆရာကြီးတင်တန်းကြီးတဲ့1500လုံးကျွန်တော်သမီးကတော့အပြည့်အဝမသိပေးနိုင်သေးဘူးလောလောဆယ်သမီး1000ပြည့်1500ပြည့်1500သွင်းသားမယ်ကျန်တဲ့ဟာလေးကိုသမီးဥပမာဟို6လပိုင်းလောက်မှတော့လို့ရှိရင်ပတ်စံလေးထွက်မှဘယ်ရက်လောက်မှစီရတယ်နော်အဲ့လိုမျိုးလည်းအဆင်ပြေတယ်နော်အလောက်ကမနက်ခွန်ညခွန်ဆိုတော့အဆင်ပြေပါမလားဗျာတဲ့ပြေပါတယ်နော်လိုက်လုပ်ဖို့စိတ်ဆန္ဒရှိဖို့ပဲလို့တယ်မပြေစရာအကြောင်းမရှိဘူးပြေသမီးကိုပြောနေတယ်လို့ပဲတဲ့အတန်ကကြောက်စရာကြီးလို့ပြောတာမဟုတ်ပါဘူးတဲ့အတန်ကလူကြီးတန်လို့ပြောတာပါတဲ့ဆရာကြီးစီလည်းဝင်ကြည့်တယ်နော်တဲ့အတန်နဲ့ရုပ်နဲ့မလိုက်ဘူးတဲ့ဆရာရုပ်ကပူချောတယ်လို့အတန်တစ်မျိုးဖြစ်နေတယ်ရပြီကဲသွားမယ်အဲ့ကောမတွေဖတ်နေစပြီးမှမဟုတ်တော့6နိုင်လဲတို့တော့မယ်ကဲသွားမယ်နော်ကဲဟုတ်ပြီမိုးလွဲတဲ့မိုးလွဲတနာရီရနေပြီးတော့မိုးလွဲ3နာရီထိကိုမိုးလွဲလို့တို့ကသတ်မှတ်တယ်နော်ဒီတနာရီရနေပြီးတော့ကျွန်တော်တို့ဒီ3နာရီထိကိုမိုးလွဲလို့သတ်မှတ်ပါတယ်ခင်ဗျာမိုးလွဲဆိုတာနေ့ပတ်ကိုနေ့လေကိုပြောတာနော်မိုးလွဲဆိုတာနေ့လေနော်နေ့လေမိုးလဲနေ့လေတနာရီရနေပြီးတော့နေ့လေ3နာရီပေါ့နော်အလုတ်ကတဲ့မနက်ရှင်းညကျွန်တော်ပြောပြီးရောအလုတ်ဘလောက်ပဲအချိန်များကိုကတကယ်တက်ချင်လားတကယ်တက်ချင်စိတ်ရှိဖို့ဆိုရင်ကျွန်တော်ရှီလာလို့ရပြီတင်တန်းမမီဘူးဆိုရင်တော့ record ကိုပြန်ကြည့် record ပြန်ကြည့်လို့နားမရတဲ့အသေးစိတ်ကျွန်တော်ဖုန်းကောကျွန်တော်အားနာစရာမလိုကျွန်တော်ကိုတက်ငယ်တဲ့စီကိုညီလေးလို့သဘောထားလို့ရတယ်ဒါပေမဲ့ respect တော့ရှိနော် respect ရှိလေးနဲ့ကိုညီလေးလို့သဘောထားလို့ရဆရာကြီးညီလေးရေဆရာညီလေးရေအကိုကတော့ဝင်နေလာတဲ့ခါမှာဒါလေးနားမလဲဘူးအကိုဒါလေးပြန်ရှင်းပြပါဦးလားရတယ်နော်အချိန်မီပြန်ရှင်းတယ်ဖုန်းခေါ်လာခဲ့ record ကိုပြန်ကြည့်တခြားတင်တန်းနေလို့မျိုး record ပြန်ကြည့်ပြီးတော့နားမလည်ဘူးဆိုရင်ပြစ်ထားတာမျိုးလုံးဝမလုပ်ပါဘူးနော်ဇုံးမတက်လိုက်ရလို့ record ကိုပြန်ကြည့်လို့နားမလည်အသေးစိတ်ကိုလာမေးနေလို့ရတယ်နော်မပူနဲ့အဲ့ဒီအတွက်ကနော်ကဲဟုတ်ပြီပြန်မယ်နော်မိုးလွဲနေ့လေတနာရီရနေပြီးတော့နေ့လေ3နာရီထိကိုတဲ့ထိုင်းလို့ဘယ်လိုကပဲလူမပြည့်ခင်တော့ကျွန်တော်ဝင်မြန်လေးလာအမယ်လူပြည့်သွားရင်လက်မခံတော့ဘူးနော်နောက်ထပ်တင်တန်းတစ်ခုဖွင့်ဖို့ဆိုတာဒါနဲ့မှကြာဘူးမှာဘာကြောင့်လဲကျွန်တော်ကတင်တန်းအစ်စ်ကိုလက်ခံပြီးပြီဆိုတော့အဲ့တင်တန်းအစ်စ်တွေတော့ကျွန်တော်အာယုံစိုက်ကမယ်ကျွန်တော်တို့တို့အချိန်ပေးရမယ်ဒါကြောင့်မို့တင်တန်းအစ်စ်ကိုဖွင့်ဖို့ကြာဘူးမှာနော်ဆန္ဒရှိကြံသမျှပြီးတယ်အဲ့ဒါကိုပြောတာလေဟုတ်ပြီနော်နေ့လေတနာရီရနေပြီးတော့နေ့လေ3နာရီကျတော့သူ့ရဲ့ပတ်တန်လေးကဘာလဲဆိုလို့ရှိရင်ရကြတော့ကဲတေချာလေးမှတ်မယ်နော်သူ့ရဲ့ပတ်တန်လေးကဘာလဲဆိုရင်ဘိုင်နဲ့ဘိုင်ဆိုတဲ့ပတ်တန်လေးနော်သူကကြတော့သူကဘိုင်ဒီပတ်တန်ကြတော့ဘိုင်ရရေးလာမှာနော်ကဲမေးအနက်လေးနဲ့ရေးလိုက်မယ်နော်ဘိုင်ရရေးလာမှာဘိုင်ရပေါင်းနာရီတဲ့သူကနာရီရရေးမလားဦးနော်ဒီရှိမှာနာရီရရေးဘိုင်ရပေါင်းနာရီကဲဒါစီမိုက်လေးဖွင့်မယ်ကဲဟုတ်ပြီမတဆူစတီကမိုက်လေးဖွင့်မယ်ကျွန်တော်တို့နေ့လေတနာရီရနေပြီးတော့နေ့လေ3နာရီဒီတနာရီရနေ3နာရီကိုတို့ကနေ့လေလို့သတ်မှတ်တယ်ထိုင်းနာရီမှာလေအဲ့လိုနေ့လေတနာရီရနေပြီးတော့နေ့လေ3နာရီသတ်မှတ်တယ်အဲ့နေ့လေအချိန်ကိုထိုင်းလို့ဘာပတန်လေးကိုလွတ်ချမလဲမဖိုင်အပေါင်းနာရီပါဖိုင်အပေါင်းနာရီအဲ့ဒီမှာကျွန်တော်တို့ကတက်ကိုထိုင်းလို့1လို့ခေါ်တယ်တက်ကိုထိုင်းလို့ဘယ်လိုခေါ်လဲ1လို့ခေါ်တယ်သို့တော့ဒီလိုနေ့လေတနာရီကိုပြောမယ်ဆိုရင်1လို့တို့ကမခေါ်တော့ဘူးနေကိုပြုတ်ပြီးတော့မုံထဲ့တယ်ဗါထဲ့လေမုံထဲ့ဒီတစ်ကိုထူးခြားတဲ့နေနဲ့ကိုကသတိထားမယ်ပုံမှန်စီတစ်ကိုနင်လို့ခေါ်တယ်မဟုတ်လားဒီနေ့လေတနားကျတော့ तू ကတစ်ကိုနင်လို့မခေါ်တော့ဘဲနဲ့ကိုကထူးခြားတဲ့နေမှာဒါမဲ့မုံလို့ तू ကခေါ်တယ်မာဝဆယ်နဲ့တာမုံမှာငါတတ်တာပါလေမုံဆိုတဲ့အတန်လေးထွက်တယ်ဒီမုံဒီမနက်မှာသင်ကြတဲ့ဒီမုံအတန်လေးပါဇက်ကိုဟာအခြေရပြီးအကောင်ဆုံးကိုရှာတော့တာဒါစီတစ်ကိုနင်လို့ခေါ်တော့ဒါစီဘာမုံလို့ထမ်းလဲဘိုင်မုံဘိုင်မုံဒါစီနေ့လေတနားကြီးပြောတာဘိုင်နေလို့မထမ်းဘိုင်နေမုံလို့မထမ်းဘိုင်မုံလို့ထမ်းမယ်ပြန်နေ့လေတနားကြီးကိုထိုင်းလို့ဘယ်လိုခေါ်မလဲဘိုင်မုံထူးခြားတဲ့အနေနဲ့ကိုကကြည့်ထားမယ်နော်ကဲဟုတ်ပြီဒါဆိုလို့ရှိရင်နောက်တစ်ယောက်မရွှေကြီးနှစ်ကိုထိုင်းလို့ဘယ်လိုသင်ခဲ့လဲရှေ့မှာထိုင်းကိန်းကနေယူတဲ့ချိန်မှာနှစ်ကိုထိုင်းလို့သင်ခဲ့လေဆောင်ကဲဒါဆိုလို့ရှိရင်ကဲဘာဆောင်လဲအဲ့ဒါစီနေ့လေ2နာရီကိုပိုင်ဆောင်โอเคขอบคุณค่ะကဲဒါစီနောက်တစ်ယောက်မနန်းကြီး3ထိုင်းလို့ဘယ်လိုသင်ခဲ့လဲကျွန်တော်တို့ရှေ့မှာထိုင်းကိန်းကနေယူတဲ့ချိန်မှာစမ်ဒါကနှစ်ခုသိကြတတ်တယ်ဒါစီနေ့လေ3နာရီပိုင်စမ်ขอบคุณครับဒါဆိုအားလုံးနားလည်မယ်နော်ကျွန်တော်တို့ထိုင်းနိုင်ငံမှာထိုင်းစကားမှာနာယီကိုသတ်မှတ်တဲ့အခါမှာနေ့ကင်းဘတ်ကိုသတ်မှတ်တဲ့မိုးလွဲအချိန်ကိုသတ်မှတ်တာကတနာရီကနေ3နာရီထိသူ့ရဲ့ပတန်လေးကဘိုင်အပေါင်းနာရီအဲ့မှာထူးခြားတဲ့အနေနဲ့တစ်ကိုနေလို့မထွက်ဘဲနဲ့မုံလို့ထွက်တယ်နော်ကဲဒါဆိုမက်ခီထွက်ကြည့်ရအောင်နေ့လေတနာရီဘိုင်မုံနေ့လေ2နာရီ
Bài song နေ့လေ3နာရီ Bài xăm บ่าย3ขอบคุณครับဆက်သွားမယ်နော်ဆက်သွားမယ်နော်6နာရီထိုးတော့မှကျွန်တော်ကအလုပ်သွားမှာဆိုတော့6နာရီကလိုက်ကပ်ချရမှာမပြီးဘဲနဲ့တိုးတော့လိုက်ဖြစ်ပါဦးမယ်ဒါဆိုဆက်သွားမယ်နော်ကဲထိုင်းစကားမှာနေ့လေဘွားညနေလာမယ်နော်ညီမစကားမှာလည်းနေ့လေဘွားညနေရလာမှာထိုင်းနိုင်ငံမှာကျတော့ညနေကိုကျတော့သူတို့ဗရဏာကြီးတတ်မှတ်လဲဆိုရင်4နာရီကနေ6နာရီထိညနေလို့တတ်မှတ်တယ်တဲ့နော်ဒီ4နာရီကနေ6နာရီတို့သူတို့ကညနေလို့တတ်မှတ်တယ်သူ့ရဲ့ပတ်တန်လေးကဘာလဲပြပြမယ်နော်ညနေကိုထိုင်းလို့ဒီမှာကြည့်မနက်ပိုင်းကတော့ထိုင်းလို့ချောင်းတဲ့တန်လေးပါတယ်လို့ကျွန်တော်ပြောရတယ်နော်ဆရာကတဲ့ချစ်စရာလေးโอเคขอบคุณครับကဲဒါတို့ရှိရင်ညနေ4နာရီကနေပြီးတော့ညနေ6နာရီထိကိုကြတော့သူတို့ကဘလို့အတန်တက်တွေထပ်မယ်လို့ဆိုရင်မုံရင်ကဲဒီမှာကကြတော့မုံချောင်းဒီအတန်မဲနော်ဒီချောင်းနေရာမှာရင်လေးဖြစ်သွားရင်ကညနေဆိုတဲ့အဓိပ္ပာယ်ကိုပြောတာနာရီအပေါင်းမုံရင်မုံမှာငါတက်တန်ပါရင်နော်မုံပါစပ်ကိုကြိတ်ရပြီအကောင်ဆုံးကိုရှာတော့မယ်ရင်မှာနာတတ်တန်ပါတယ်နာတတ်တန်ဒီပါဇက်ကိုခပြီးတော့အပေါ်သွားရဲနောက်ကိုရှာတော့မယ်ရင်ဆိုတော့ကျွန်တော်တို့ဘာပြောလဲဆိုရင်ကရုံးလာပြီနော်ရင်ဆိုတဲ့ဒီဘေးကဘာပြောလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီညက်နေကိုပြောတာညက်နေကိုပြောတာနော်ရင်ညက်နေဆရာကြီးရင်စားအေးရလို့လည်းပြောလို့ပြောလိုက်ရတယ်နော်ရင်စားအေးတယ်ဆိုတော့လည်းတောင်းတယ်ဒါကျွန်တော်မုံနဲ့တွေ့တာဆိုတော့သူအေးတယ်လို့ပါတာပြန်လို့မရဘူးဒါနာယီကိုခေါ်တာကိုကသိရမယ်နော်မုံရင်ဆိုတော့ကျွန်တော်တို့ကဘာပြောလဲဆိုရင်ညက်နေဘက်ကိုပြောတာโอเคဒါဆိုလို့ရှိရင်မပိုးငယ်စတီကမိုက်လေးဖွင့်ပြလို့ရမပိုးငယ်လားမောင်လားမသိဘူးအလှည့်ရောက်တာဘာလို့လဲမသိဘူးသမီးစံ โอเคမပုံငယ်โอเคဒါတို့ချင်းကပြောမယ်ထိုင်းနိုင်ငံမှာညနေတတ်မှတ်တာဒီ4နာရီကနေက4နာရီကနေပဲထိလေ6နာရီထိ ပြန်ပြန်မယ်နော်ညနေ4နာရီ5နာရီ6နာရီကိုညနေလို့တတ်မှတ်တယ်အဲ့လိုညနေလို့တတ်မှတ်တဲ့နာရီကိုဘာပဒံလေးလို့ချက်မလဲမနိုင်အပေါင်းမုံရင်နိုင်အပေါင်းမုံရင်ကဲဟုတ်ပြီဒါဆိုအရှိမတင်ခဲ့တယ်ထိုင်းကင်းကနေရတဲ့ချိန်မှာ4ကိုထိုင်းလို့ဘယ်လိုခေါ်လဲစီချိတ်ပေးအောင်ဆရာကြီးတဲ့ချိတ်ပေးလို့မရတော့ဘူးကရုံးကြီးရှေ့ရောက်ပြည့်သွားပြီနော်အောက်ကနေနားထောင်ပေးမယ်ဟုတ်ပြီနာရီကစီဒါဆိုနိုင်နေရာမှာစီထည့်လိုက်မယ်4နာရီကိုထိုင်းလို့ဘယ်လိုခေါ်မလဲညနေ4နာရီစီမုံရင်ขอบคุณครับမောင်မိုက်လေးဖွင့်ပေးမယ်9ကိုရှေ့မှာဘယ်လိုတင်ခဲ့လဲထိုင်းကင်းကနေရတဲ့ချိန်မှာဟာโอเคဒါဆိုညနေ9နာရီဟာမုံရင်โอเคမုံဟိုကရင်မတူတော့ရင်ကကြတော့အပေါ်တိုင်းနောက်ကိုခြာတော့မယ်โอเคမတ်ဆိုတာစတီခါ6ကိုထိုင်းလို့လို့တင်ခဲ့လေခင်ဗျာထိုင်းကင်းကနေယူတဲ့ချိန်မှာဟုတ်โอเคဒါစီ6နာရီညနေ6နာရီ6 โมงเย็น6 โมงเย็นขอบคุณครับအားလုံးရမယ်နော်အားလုံးရကြမယ်နော်ဒါဆိုရင်အားလုံးရပြီလားရှေ့ကိုဆက်တောင်းလို့ရလားအောက်ကလူတွေရေးပေးမယ်ရှေ့ကိုဆက်တောင်းလို့ရပြီလားနေ့လေတနာရီကနေပြီးတော့နေ့လေ3နာရီထိကသူကဘာရပေါင်းနာရီဆိုတဲ့ပတ်တန်လေးကိုချက်မယ်ပြီးတော့ရင်တစ်ကိုကမုံလို့ထွက်မယ်တော့တတိထားမယ်ဒါအချင်းချက်အနေနဲ့ပြီးတော့ရင်ညနေ4နာရီကနေပြီးတော့ညနေ6နာရီထိကိုနာရီပေါင်းမုံရင်ဆိုတဲ့ပတ်တန်နဲ့ထွက်မယ်ရပြီနော်โอเคတက်ညီလက်ညီနဲ့အောက်ကနေပြီးစာလေးတွေလိုက်ရေးပြီးတယ်ဒီစာလေးလိုက်လုပ်နေမယ်လို့ကျွန်တော်အနေနဲ့ယူဆတယ်ကျွန်တော်ကမမြင်ရပြီမဲ့လေးပဲ comment လေးတွေကိုကြည့်ပြီးတော့ဒါတေချာလေးလိုက်လုပ်နေတယ်ကျွန်တော်တင်ပေးတဲ့စာလေးတွေကိုတေချာလေးလိုက်လုပ်နေတယ်တန်ဖိုးထားပြီးလိုက်လုပ်နေတယ်လို့ကျွန်တော်အနေနဲ့ယူဆတယ်ဒါကြောင့်မို့ကျွန်တော်ကလေအလုံးမအားလေးပဲအတတ်နိုင်ဆုံးပညာဒါနကုသိုလ်ယူတာနော်ဒီတောက်လုံးပြီးသွားရင်တေချာပေါက်ကိုယ့်ရဲ့စကားပြောတွေတိုးတက်လာမသိလားမယုံမရှိနဲ့နော်အကြမ်းမဆရာကျေးဇူးအများကြီးတင်လိုက်တာဆိုတာဖြစ်မယ်နော်ကျေးဇူးတင်ကန်ခြင်းလို့တင်ပေးတာမဟုတ်ဘူးကုသိုလ်လိုခြင်းလို့နော်တက်သွားတယ်ဆိုရင်ကျေနပ်ပြီဟုတ်ပြီနော်ဒါဆိုဆက်သွားမယ်နော်ကဲဆက်သွားမယ်ကဲဒါဆိုရင်ထိုင်းနိုင်ငံမှာကျတော့ညဘက်လို့သတ်မှတ်တာက9နာရီရက်စမှာမိုးချုပ်ပြီလို့သူတို့သတ်မှတ်တယ်မိုးချုပ်ပြီလုံးဝမိုးချုပ်သွားပြီကိုထိုင်းလို့သူကဒီည9နာရီရနေပြီးတော့ဒီ10နာရီည9နာရီည10နာရီည17နာရီထိဒီထိကသူတို့ကညလို့သတ်မှတ်တယ်တဲ့ဘာလို့သတ်မှတ်လဲညလို့သတ်မှတ်တယ်သူ့ရဲ့ပတ်တန်လေးညလို့သတ်မှတ်တာဒီည9နာရီရနေပြီးတော့ည17နာရီထိကိုသူတို့ကညလို့သတ်မှတ်တယ်အဲ့လိုညကိုကကျတော့ထိုင်းလို့ဘယ်လိုခေါ်လဲဆိုလို့ရှိရင်နာရီအပေါင်းထုံးနာရီအပေါင်းထုံးဆိုတဲ့ပတ်တန်လေးနော်တည့်ပတ်တန်လေးကနာရီအပေါင်းထုံးသာစနူပါဆွဲနတ်တာထုံးအောက်ကမြင်ထုံးမတ်တတ်မှာတေချာလေးကြည့်မယ်နော်ကျွန်တော်အချိန်လေးနဲ့နောက်ကျနေဒါပေမဲ့တင်ပေးမယ်နော်ပြီးတဲ့ဒီတင်ပေးမယ်တေချာလေးကြည့်မယ်နော်ထုံးမတ်တန်လေးပါတယ်မတ်တန်လေးနှခါနှစ်ခုကိုထပ်ချလိုက်မယ်ထုံးဆိုတဲ့အတန်လေးနော်โอเคတော့တို့ရှင်ကြီးအဲ့ဒီမှာထူးခြားတဲ့အနေနဲ့သိရမှာဒီညဘက်ဖြစ်တဲ့9နာရီကနေပြီးဒီ17နာရီထိကိုသူကတစ်ကနေပြန်သွားတယ်ဒါကိုထူးခြားတဲ့အနေနဲ့ကျွန်တော်မှင်နီလေးနဲ့ပြမယ်ဒီ9ကို1လို့ပြန်သွားတယ်1လို့ပြန်ခေါ်တယ်8ကို2လို့ပြန်ခေါ်တယ်9ကို3လို့ပြန်ခေါ်တယ်10ကို4လို့ပြန်ခေါ်တယ်17ကို5လို့ပြန်ခေါ်တယ်ဒါထူးခြားတဲ့နေကွာသိရမှာဒါဆိုရင်အဲ့ဒီမှာည9နာရီလို့ပြောချင်ခွန်7လို့မသုံးတော့ဘဲနဲ့1နဲ့ပြန်သုံးတယ်အဲ့လိုပြောချင်တာ
ခေါင်းကနေပြီး17တီကို1နှစ်3လနဲ့ပြန်သွားတာဒါလေးကိုထူးခြားနေတယ်ကိုကသိထားမယ်ပြန်ပြောမယ်နော်ထိုင်းနိုင်ငံမှာည9နာရီရနေပြီးတော့ည17နာရီတီကိုကိုကတစ်ကနေပြန်သွားမယ်ဒါစီခုနှစ်ကိုတစ်လို့မြင်လိုက်ဒါစီ1ทุ่มနကနခုထပ်မယ်ကဲဒါတို့ရှိမိုက်လေးဖွင့်မယ်တော်ဆန်းကြီးပြန်ပြောမယ်ခုနှစ်ကနေပြီးတော့17တီကိုည9နာရီရနေပြီးတော့ည17နာရီတီကိုထိုင်းလို့တစ်ကနေပြန်သွားမယ်ဒါဆိုရင်ခုနှစ်တီတစ်လို့ယူဆတယ်ဒါဆိုရင်ည9နာရီဆိုရင်ဘာထုံးလို့ခေါ်မလဲ1 ทุ่ม โอเค1ทุ่มนะคะนักกูตีจ่าทำแบบมาเปลี่ยนย้อมแบบยาคนละนาย 1 ทุ่ม 1ทุ่มโอเคขอบคุณครับสักตอนแบบมาตาสุชิกูจารอชิโลตามมาละ2โลตามมาละ နှစ်လို့တတ်မှတ်ပါ ဒါဆို1ကိုက2ဒါဆိုရင်ည8နာရီ 2 ทุ่ม 2ทุ่มโอเคเก่งมากสักตอนแบบไม่ช่วยကိုဘယ်လိုတတ်မှတ်မှာလဲ3လို့တတ်မှတ်မယ်ဘာလို့ဘယ်လိုတတ်မှတ်မှာလဲ 3လို့တမန် โอเค3တိုင်းလို့ဘယ်လိုခေါ်လဲ 3 ကဲဒါဆိုည9နာရီ 3 ทุ่ม 3ทุ่มโอเคเก่งมากဆက်ပြီးတော့မယ်နောက်တစ်ယောက်မနှမ်းကြီး10ကိုဘယ်လိုတတ်မှတ်မလဲ လေး โอเคလေးကိုတိုင်းလို့ဘယ်လိုခေါ်လဲ สี่ ဒါဆိုရင်ဘာทุ่ม สี่ทุ่ม ည10နာရီကိုတိုင်းလို့ဘယ်လိုခေါ်တာ สี่ทุ่ม โอเคเก่งมากဆက်သွားမယ်မခေ17ကိုဘယ်လိုတတ်မှတ်မှာလဲ ငါလို့တတ်မှတ်မယ်ဦးနည်းနည်းလေး level ကလည်းမြင်လိုက်တာနော်မြန်မာလိုမရအောင်မြန်မာလိုလေးမဖြေတော့ဟုတ်လား17ကိုဘယ်လိုတတ်မှတ်မှာလဲ ငါလို့တမန် ငါလို့တတ်မှတ်မယ်ငါကိုတိုင်းလို့ဘယ်လိုခေါ်လဲ ဟာ ဒါဆိုလို့ရှိရင်ဟုတ်ပြီနော်ည17နာရီကိုဘာထုံး ဟာทุ่ม ဟာထုံးဆိုလို့ရဒါည17နာရီပြောတာရလားနားလေကြလားအောက်ကလူကြီးရေးပြအောင်နားလေကြလားခင်ဗျာညကင်ဘက်ကိုတတ်မှတ်တာဒီထိုင်းနိုင်ငံမှာ9နာရီရနေပြီးတော့17နာရီထိကိုညဘက်လို့တတ်မှတ်တယ်အေးအဲ့ဒီမှာထူးခြားအနေနဲ့သိရမှာဒီ9ကနေ17ထိကို1နှစ်3လကနေပြန်သွားတာကိုကျွန်တော်တို့သတိထားရမယ်အောက်ကလူကြီးရလားခင်ဗျာโอเคขอบคุณค่ะที่ตอบเนาะဖြေပေးရအတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာโอเคနားလည်ပြီလို့ယူဆပြီเนาะโอเคယူဆပြီဆိုလို့ရှိရင်ကျွန်တော်တို့နိုင်ရအကုန်လုံးပြီးသွားပြီနိုင်ရခေါ်တွေအကုန်လုံးပြီးသွားပြီတွေ့လားနိုင်နှစ်ပုံမှာပြီးသွားပြီဒီဘက်ဆိုရင်ဒါနေဘက်ကိုပြတဲ့နိုင်ကိုတင်ပေးလိုက်တယ်ဒီဘက်ဆိုရင်ညဘက်ကိုပြတဲ့နိုင်ကိုတင်ပေးလိုက်တယ်ဒါစီအဲ့ဒီမှာကြံတာညတကောင်7နှစ်နဲ့နေ့လယ်7နှစ်နဲ့ပဲကြံတော့တယ်ဟုတ်တယ်เนาะကျွန်တော်နိုင်တွေအကုန်လုံးပြီးသွားပြီเนาะကျွန်တော်နိုင်တွေခေါ်ပြီးသွားပြီเนาะဒါစီဒီရှိရစပြီးတော့ထိုင်းနိုင်ငံမှာထိုင်းလူမျိုးတွေကကိုယ်ကိုဘယ်နှနာရီထိုးပြီလဲလို့မေးလိုက်ရင်ကိုပြောတတ်ကြမယ်နော်မပြောတတ်စရာအကြောင်းမရှိတော့ဘူးနော်တေချာလေးပြောတတ်အောင်လေ့ကျင့်ရမယ်နော်โอเคတခါတည်းရအောင်လုပ်တာโอเคဒါတို့ရှိရင်လဲပါတယ်ဆရာကိုကြီးโอเคညီခပ်ဘုံခပ်โอเคဒါတို့ရှိရင်ညစနစ်ကိုသွားမယ်နော်ညစနစ်ကိုထိုင်းလို့ဘယ်လိုခေါ်လဲဆိုရင် तू ကတော့ဟိုခတ်တာတော့မခတ်ဘူးဒါပေမဲ့စူးစမ်းပြီးတော့ကိုကထွက်ကြည့်မယ်နော်စူးစမ်းပြီးတော့ကိုကထွက်ကြည့်မယ်နော်ညစနစ်တဲ့ညစနစ်ကိုထိုင်းလို့ဘယ်လိုခေါ်လဲတဲ့ညစနစ်ကိုထိုင်းလို့ဘယ်လိုခေါ်လဲဆိုလို့ရှိရင်မှတ်ထားညကိုထိုင်းလို့ကကြတော့ညစနစ်ဆိုရင်ထီယန်ဒါစနေလုံးနေဆန်ငါထီအောက်ကမြင်ထီရပလေးနတ်တာရန်အောက်ကမြင်ရန်မှာငါတက်တန်ပါတယ်နှစ်ခုစလုံးကအောက်ကမြင်တန်ပါတယ် तू ကရန်ဆိုတဲ့စကားလုံးတွေက तू ကငါတက်တန်နော်ထီယန် तू ကလို့ရှိရင်စနစ်ညဘက်ကိုကကြတော့ထိုင်းလို့ဘယ်လိုခေါ်လဲထီယန်ဆိုတာကြပြောမစရင်ဒီအလဲဘဟုတက်တက်မှာရှိတဲ့စနစ်လို့တိတ်ပေးရတယ်ထီယန်စနစ်ကိုပြောတာဒါကိုကျွန်တော်တို့ကဘာစနစ်ကိုပြောချင်တာလဲညစနစ်ကိုပြောချင်တာဖြစ်တဲ့ကြောင့်ညကိုထိုင်းလို့ကကြတော့ तू ကคืนခါကိုရေးနှစ်ချောင်းဝင်คืนကိုမှနာတက်တန်ပါတယ်နာတက်တန်ဒီပါဇက်ကိုခပြီးတော့အပေါ်သွားရဲ့နောက်ကိုရှာတော့မယ်คืนအဲ့ဒါကိုမှ तू ကလေချောင်းတန်လေးပါတယ်ဒီအမတ်သားဒီကျွန်တော်တင်ထားမှာလေချောင်းတန်လို့ကျွန်တော်သတ်မှတ်တယ်လေချောင်းတန်ဆိုတာလေချောင်းတွေကနေထွက်လာတဲ့တူအဲ့ဒီအတောင်တော့မှာคืนအဲ့ဒီတန်ဒါဆိုရင်ညစနစ်ကိုထီယန်คืนအဲ့လိုမျိုးစူးစမ်းပြီးတော့ထွက်ကြည့်မယ်နောက်ကညစနစ်ကိုကနော်โอเคဒါဆိုလို့ရှိရင်မပူးငယ်စောဒီခါမိုက်လေးဖွင့်ပြလို့ရလားညစနစ်ကိုတိုင်းလို့ဘယ်လိုခေါ်မလဲ เที่ยงคืน เที่ยงคืนโอเคขอบคุณครับဆက်သွားမယ်ဒါဆိုနေ့စနစ်ကိုကောနေ့လယ်စနစ်သူ့ဘာသူဘယ်စနစ်ပဲဖြစ်ဖြစ်အရှိကတော့ထီယန်ကတော့လာမှာပဲစနစ်အလဲဘယ်ကိုတက်တဲ့မို့လို့အရှိကထီယန်ကတော့အတူတူပဲနှစ်ခုစလုံးကဒါပေမဲ့အဲ့ဒီမှာကွာသွားတာဒီညဘက်ကိုထိုင်းလို့คืนလို့ခေါ်တယ်ရှေ့မှာသင်ခဲ့ပြီးသားမှတ်မိတယ်ဟောမိတ်ဆက်စကားမှာလေညဆိုင်ဆင်းနိုင်လားဆိုတဲ့စကားမှာလေအလုံးမမိလားမသိဘူးဒီမှာလေညအလုံးလုံးနိုင်လားဆိုပြီးတော့လေทำงานကနော်ညအလုပ်လုပ်နိုင်လားဆိုပြီးတော့ညအလုပ်ကိုလုပ်နိုင်လားทำงานข้าวกากลางคืนဆိုတဲ့လေဒါคืนဆိုပြီးတော့သင်ခဲ့တယ်မှတ်မိတယ်ဟောဒါတွေကထွေထူးစကားလုံးမဟုတ်ဘူးနော်โอเคပြန်ပြမယ်နော်ညဘက်ကိုထိုင်းလို့คืนเที่ยงคืนဒါဆိုရင်နေ့ဘက်ကိုကကျတော့ထိုင်းလို့ဘယ်လိုခေါ်မလဲ
ဒီနေ့တင်တာလေးဘာမှပြကြည့်ရမလဲ YouTube မှာပြန်တင်ပေးရနော်ခင်ဗျာ YouTube မှာတက်ကြည့်နော်ဒါတင်ပြီးကျွန်တော် like ချပြီးဆိုတော့ YouTube မှာတန်းတင်ပေးတယ်အနည်းဆုံး45မိနစ်တော့စောက်တနိုင်လောက်စောက်အဲ့ဒါစီတက်ပြကြည့်ရပြီနော်ညကျရင်လေးလာလို့ရပြီနေ့လေကဒီ7အလေဘုံတက်တဲ့ကထီးအောင်နေ့ကကျွန်တော်ထိုင်းလို့1ရှေ့မှာတင်ခဲ့ပြီးသားရှေ့မှာတင်ခဲ့ပြီးသားထွေထူးစကလုံးမဟုတ်ဘူးရှေ့မှာတင်ခဲ့ပြီးသားနေ့ကိုဒီမှာနေ့ကိုထိုင်းလို့ဒီမှာလေးတနေ့လာနေ့လို့ဗာနေ့ညာနေ့လို့ဒီမှာလေး1ဆိုပြီးတင်ခဲ့တယ်မှတ်မိရဟုတ်1နေ့နော်ဒါတင်ပြီးသားစကလုံးနော်အစိမ့်မဟုတ်ဘူး1အဲ့တော့ကျွန်တော်တို့ကနေဘက်ကိုကကြတော့ထိုင်းလို့1မနတ်တက်တာပါတယ်ဒါတင်ပြီးသားစကလုံးတော့ရှင်းမတင်ခဲ့ပြီးသား1နတ်တက်တာမစပ်ဘူးအပြီးအပေါ်တော့အဲ့နောက်ကိုရှာတော့မယ်1ကဲဒါဆိုရင်နေ့လယ်စနစ်ကိုထီယောင်1ကျွန်တော်7မိနစ်ဆိုရင်လိုက်ချမယ်နော်ကျွန်တော်တိတ်ပြီးအချိန်မရှိတော့လို့အလုပ်ကလည်းသွားမှာဆိုတော့လေးတခြားလေးကြည့်မယ်ထီယောင်1ဆိုလို့ရှိရင်ဒါညနေ့လယ်စနစ်ကိုပြောတာကဲဒါတို့ဆိုလို့ရှိရင်မောင်မိုက်လေးဖွင့်ပေးမယ်နေ့လယ်စနစ်ကိုထိုင်းလို့ဘယ်လိုခေါ်မလဲ Tiang Wan ညညမယ်နေ့လယ်စနစ်ကိုထိုင်းလို့ဘယ်လိုခေါ်လဲ Tiang Wan เที่ยงวันโอเคขอบคุณครับကဲဒါတို့ဆိုလို့ရှိရင်ကဲအားလုံးကိုပြန်ပြီးတော့ကျွန်တော်ကပဲဆိုပြတော့မယ်ပုံမှန်ဆိုရင်ကျွန်တော်ဆိုခိုင်းဦးမှာတယောက်ချင်းသိလားဒါပေမဲ့ကျွန်တော်အချိန်မရတော့လို့ပါနော်ကျွန်တော်3မိနစ်မှာပြီးအောင်ဆိုပြမယ်ကျွန်တော်မဟုတ်ဘူးကျွန်တော်အလုပ်သွားမှာတော့ရေမိုးချိုးစားတောက်ချက်ပြုတ်ကအောင်မှာဆိုတော့လေနားလည်ပြီးပါနော်တချို့လိုက်ပြောကြည့်မယ်နော်ဆရာ YouTube အကောင့်လေးချပေးပါတဲ့ YouTube ကောက်လေးချပေးပါတော့ YouTube ကောက်ကိုသိကြည့်ကျွန်တော် shop မှာလာတောင်းတော့ကျွန်တော်ပို့ပေးလိုက်မယ်နော်ဒီမှာကအချိန်မရှိတော့လို့ပါခင်ဗျာနားလည်ပြီးမယ်နော်ကဲဖတ်မယ်နော်ကျွန်တော်တို့မနက်တနာရတဲ့ကိုစောက်ကိုကြည့်ကွန်မန့်တဲ့စောက်ကိုလည်းကြည့်လို့ရတယ်ကျွန်တော်လည်းကြည့်လို့ရတယ်เนาะကျွန်တော်ကြည့်ခဏစားမျက်နှာကိုကြည့်ခဏမဟုတ်စောက်ကိုကြည့်ခဏမနက်တနာရနေပြီးတော့မနက်9နာရီထိကိုမနက်လို့သတ်မှတ်တယ်မိုးမလင်းသေးတဲ့မနက်အစောပိုင်းလို့သတ်မှတ်တယ်ဒါကိုတိုင်းလို့ဘာပတ်တန်လေးလဲဆိုရင်သီးအပေါင်းနာရီဆိုတဲ့ပတ်တန်အဲ့တော့မနက်တနာရီသီး1ပြန်နားထောင်မယ်เนาะပွဲလိုက်ချတော့မယ်เนาะတခြားလေးကြည့်မယ်မနက်2နာရီကိုသီး2မနက်3နာရီသီး3မနက်4နာရီသီး4မနက်9နာရီစီ WhatsApp ပေါက်တန်လေးပြုတ်သွားမယ်နော်တီဟာโอเคမနက်6နာရီကနေပြီးတော့မနက်7နာရီထိသူကမနက်မိုးလင်းနဲ့မနက်ပိုင်းလို့သတ်မှတ်တယ်အဲ့ဒါကိုကကြတော့သူကနာရီအပေါင်းမုံ6လို့ထပ်တယ်အဲ့တော့6ကိုကကြတော့6မုံ6နာရီဆိုရင်မနက်9နာရီဆိုရင်7မုံ6မနက်8နာရီဆိုရင်8မုံ6မနက်9နာရီဆိုရင်9မုံ6မနက်10နာရီဆိုရင်10မုံ6ဆိုရင်ကျွန်တော်တို့ဘာပြောရလဲဆိုလို့ရှိရင်မနက်17နာရီလို့ပြောတာเนาะ sorry 10နာရီပြောတာ17နာရီကထိုင်းလို့10မုံ6ဒါဆိုလို့ရှိရင်ကျွန်တော်မနက်17နာရီပြောတာရမယ်เนาะဒါဆိုလို့ရှိရင်ဆက်ပြီးရသွားမယ်တကယ်ဟုတ်ပြီဒါကြတော့နေ့လယ်ပိုင်းမိုးလွဲချိန်ကထိုင်းမှာကနေ့လယ်1နာရီကနေနေ့လယ်3နာရီထိကိုနေ့လယ်ပိုင်းလို့သတ်မှတ်တယ်အဲ့နေ့လယ်ပိုင်းမိုးလယ်ပိုင်းကိုသတ်မှတ်တာဒီသူ့ရဲ့ပတ်တန်လေးဒီဘာရပေါင်းနာရီတေချာလေးပတ်တန်လေးတွေကိုချရေးပြီးမိပိုင်မီလေးချိန်မယ်တခါတည်းရအောင်ကြက်မယ်เนาะတနေ့စာတနေ့ပုံမှန်လုပ်မယ်ဘိုင်မုံချာ sorryဘာရပေါင်းနာရီလို့အတိတ်ပဲရတယ်သူ့ရဲ့ပတ်တန်လေးကဒါဆိုရင်အဲ့ဒီမှာထိုးသတိထားဖို့ကနေ့လယ်1နာရီနဲ့2နာရီ3နာရီဒီ3နာရီမှာဒီတစ်ကိုနေလို့မထွက်ပဲနဲ့သူကမုံလို့ထွက်တယ်ဒါကိုထူးခြားတဲ့အနေနဲ့ကိုယ်မှတ်ထားမယ်ဒါဆိုရင်နေ့လယ်1နာရီဆိုရင်သူ့ရဲ့ပတ်တန်လေးကဘိုင်မုံနေ့လယ်1နာရီဒါဆိုရင်နေ့လယ်2နာရီဆိုရင်ဘိုင်ဆောင်နေ့လယ်2နာရီနေ့လယ်3နာရီဆိုရင်ဘိုင်ဆမ်နေ့လယ်3နာရီဟုတ်ပြီနော်ဒါဆိုရင်ညနေပိုင်းသတ်မှတ်တာကြတော့ထိုင်းမှာက4နာရီကနေ6နာရီထိကိုညနေလို့သတ်မှတ်တယ်အဲဆိုရင်ညနေ4နာရီရတယ်ညနေ4နာရီညနေ9နာရီညနေ6နာရီဒီ3နာရီကိုသူ့ရဲ့ပတ်တန်လေးကဘာဖြစ်မလဲဆိုရင်နာရီအပေါင်းမုံရင်ဆိုတဲ့ပတ်တန်လေးကိုသုံးတယ်အဲ့တော့ညနေ4နာရီကိုစီမုံရင်ညနေ9နာရီကိုဟာမုံရင်ညနေ6နာရီကို6မုံရင်ဒီလိုသွားမယ်နားလည်ကြလားโอเคကဲဆက်သွားမယ်ဒါဆိုရင်တိုင်းမှာကကြတော့ညဘက်ရောက်ပြီညဘက်သတ်မှတ်တာဒီည9နာရီကနေည7နာရီထိကိုညဘက်လို့သတ်မှတ်တယ်အဲ့ဒီမှာထူးခြားတဲ့အနေနဲ့သိရမှာကည9နာရီကနေည7နာရီထိကို1 2 3 4 5နဲ့ပြန်သွားတယ်ဒါဆိုရင်ခုနှစ်ကို1နဲ့ပြန်သွားမယ်ဒါဆိုရင်သူ့ရဲ့ပတ်တန်လေးကနိုင်ဒီညဘက်စိန်ဆိုရင်နိုင်ရပေါင်းထုံးအောက်ကမြစ်တန်လဲပါတယ်နှခမ်းနှစ်ခုလည်းထားမယ်နော်ဒါဆိုရင်ည9နာရီဆိုရင်နေထုံးည8နာရီဆိုရင်2ထုံးည9နာရီဆိုရင်3ထုံးည10နာရီဆိုရင်4ထုံးညပေါ့နော်ဒီ17နာရီဆိုရင်5ထုံးဒီလိုသွားမယ်ရမယ်နော်ဒါဆိုရင်ညတကောင်ညစနစ်ကိုထီယမ်ခွန်းနေ့လယ်12နာရီကိုထီယမ်1အတူကအပြည့်ထီယမ်လို့လည်းခေါ်ကြတယ်နော်ရကြနာ
ရကြလားအချိန်မရှိတော့ဘူးအချိန်မရှိတော့ဘူးနည်းနည်းနောက်ကျနေပြီဒီနေ့လောက်တော့ပေါ့ရကြလားမသိဘူးကလူတွေရကြလားနိုင်အချိန်ပိုင်းကိုရကြလားခင်ဗျာဒီနေ့တော့အချိန်ပြေကြရဲ့လားအချိန်ပြေကြရဲ့လားရေးပြီးပါဦးအချိန်ပြေကြရဲ့လားခင်ဗျာဒီနေ့ဘောဝိုင်းဖိုက်တယ်လဲစားဝိုင်းရကြလားโอเคขอบคุณค่ะတေချာလေးလိုက်ပြရလို့အတွက်ကျေးဇူးအများကြီးတင်တယ်နော်ဒီနေ့ကကျွန်တော်တို့ day shift ဖြစ်ပြီး challenge နေနဲ့လေးလာတာ8ရက်မြောက်တောင်ဖြစ်လာပြီနော်တေချာလေးလိုက်ပြရလောက်ကြမယ်ကဲနိုင်ယူကော်လေးတွေကိုအကုန်လုံးခေါ်တက်သွားပြီလို့ကျွန်တော်အနေနဲ့ယူဆရတယ်ပေါ့နော်โอเคအားလုံးစင်ပြေရနော် ဟုတ်ကဲ့ပါ โอเคပြပါတယ်ခပ်ပွန်ခါကဲဒါတို့ရှိကျွန်တော်တို့ဘယ်ပြန်ညနေ9:00နာရီမှတွေ့မယ်အဲ့ဒီ9:00နာရီမှာကကျွန်တော်ကဒီနာရီရတော့ဟုတ်တယ်တင်ပြီးသွားပြီးမှန်တယ်ဒါပေမဲ့အဲ့ဒီနာရီကိုကျွန်တော်ပြန်ပြီးတော့ဒီမှာရှိသေးရလေးဒီမှာမနေ့တနေ့ကုန်လုံးဘယ်လိုပြောမလဲမနေ့ညဒီညတကောင်အချိန်ပါချိန်ညချိန်မနေ့ပြန်မနေ့ဟိုနေ့တပတ်ခါဒီဒါရီကမပြီးသေးဘူးအချိန်ကအများကြီးရှိတယ်အဲ့ဒါဘွားဒီမှာအစိုးရယုံပေးရက်အလုပ်ပေးရက်တကြံအပတ်ပါဝင်တဲ့အရက်လားတွေလားပတ်တွေတလားလားရဲ့အစလားရဲ့အလေလားရဲ့အစုပ်လားကုန်တဲ့ရက်ဒါတွေကိုထိုင်းလို့ဘယ်လိုခေါ်မလဲအများကြီးဒီမှာအမြောက်ရှိတွေရောအမြောက်နေတွေရောအချိန်ရက်တော်တော်များရတော့အများကြီးတင်ရမှာနော်ကဲဒါတို့ရှိရင်မနေ့ကညနေ9:00နာရီမှတွေ့မယ်နော်ခင်ဗျာဒီနေ့တော့ကဒီလောက်ပါပဲဒီတော့ကဒီလောက်ပါပဲနော်အားလုံးပဲဆင်ပြေလိမ့်မယ်လို့ကျွန်တော်အနေနဲ့ယူဆတယ်ကျွန်တော်လည်းနောက်ကျနေပြီဆိုတော့ဆင်းတော့မယ်တင်တန်းအမဲ့သူလေးတွေက9လပိုင်းတင်တန်း level 1 2 3 4အတောင်းအမဲ့သူလေးတွေက9လပိုင်း20ရက်နေ့တင်တန်းကို join ချင်လို့ပါတက်ချင်လို့ပါစုံစမ်းချင်လို့ပါဆိုပြီးကျွန်တော်ချက်ပေါက်မှာ support တာပြီးနော်အဲ့ဒါနဲ့ပြန်ပေးပါပြင်ခင်ဗျာတင်တန်းက9လပိုင်း20ရက်နေ့စမှာဖြစ်တဲ့အတွက်ကြောင့်လူမပြည့်ခင်ဝင် join လို့ရတယ်နော်တင်တန်းကြီးကိုအရင်ဆုံးတွဲပြီးတော့နာမည်စင်းတင်ပေးတာမယ်နော်လိမ္မာစိတ်မဲ့ဘူးနဲ့မလိမ္မာဘူးခင်ဗျာဟုတ်ပြီနော် okay ကပွန်ခမ်းမနေ့ညနေ9:00နာရီမှတွေ့မယ်နော်ဝင်ရောက်ဆွေးနွေးချင်တဲ့သူလေးတွေကမနေ့ညနေ9:00နာရီ live တက်လာပြီဆိုတော့ cloud ဆိုပြီးအပေါ်လေးတက်လာကြမယ်နော်ခပွန်ခမ်းလေးတော့အစီအပြေကြပါစေခင်ဗျာ bye bye นะคะ